နာကျင်ရမယ်ဆိုတော့ကျွန်တော်သိပါတယ်နေမလုပ်တာလေထွက်သွားအခုချက်ချင်းလာခဲ့ထွက်သွားကျွန်တော်ထွက်သွားမှာပဲခင်ဗျားဘာမှမလုပ်ခင်ဗျားကျွန်တော်မှရွေးပဲဒီ channel ရဲ့အကောင့်တွေကပါဇက်နဲ့ဆုံးမမဲ့ကောင်းနေတယောက်မှမပါသူတို့ကလက်ရရင်အတာဖြေမဲ့ကောင်းနေကြီးပဲရော့လိမ့်လိုက်တက်တော့မှာပါတင်းထူတော့မင်းတို့မပြောက်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ငါတို့ကနေပြည်ရေးနဲ့ချိတ်ဆက်ပြီးသွားပြီ။အေးမင်းတို့မပြောက်သွားတော့ကထူးခြားတဲ့ဘာတွေတွေ့တယ်။ဥပမာဖုန်းတို့ဘဏ်ကတ်တို့ဗီဇာကတ်တို့ပေါ့ကွာ။ဘဏ်ကတ်ဆိုလို့အတိလုပ်ထားပြီးသားဘဏ်စောက်တော့ငါတွေ့တယ်ဗျ။စောက်ထဲမှာလည်းဝင်လက်ကြံ1000မှရှိတယ်။အရင်ကရောအဝင်ထွက်ကဘယ်လောက်ထိရှိခဲ့ဘူးလဲ။တင်း900ထိတော့ရှိတာပဲကွာ။သူ့ဖေနဲ့ကူကပတ်စံမပြအောင်အမြဲထည့်ပေးနေတာလေ။မှန်တယ်။တင်း900ရှိတယ်။ဘဏ်နဲ့ချိတ်ဆက်ပြီးတော့ဆက်လိုက်တဲ့ခါမှာအဲ့သိန်း900စလုံးကိုအကောင့်3ခုကတည့်ရတဲ့နဲ့ထုတ်ထားတယ်။အခုအဲ့အကောင့်တွေငါတို့လိုက်နေတယ်။ဒါဆိုငါတို့မပြောက်သွားတာတာမန်မဟုတ်ဘူးပေါ့။အဲ့လိုလည်းပြောလို့မရသေးဘူးကွာ။ငါတို့စစ်တာမပြီးသေးဘူး။မင်းတို့မှဖုန်းကိုခြေခံဖို့အတွက်ကလည်းဖုန်းကိုဆက်ပိတ်ထားတယ်ကွာ။ဒုက္ခပါပဲကွာ။သူမိဘမေးတော့လည်းဘာမှမသိဘူး။မိသားစုထဲမှာဘာဖြစ်လို့ဖြစ်နေမှန်းကိုမသိပါဘူးကွာ။သူတို့ကြည့်ရတာမပူမေပဲနဲ့အဲ့ကြောင့်ငါမင်းစီကိုလာခဲ့ရတာလောကတာရာပြုတ်3ပိုက်ရဲ့ပထမဆုံးအပိုက်ကိုချပြီးမယ်နောက်ကနေလိုက်ဆိုကြနော်အသက်ရှည်စွာအနာမဲ့ကြောင်းကောင်းလာစေခြင်းပဲ့ပြင်နှိပ်စကမကြတာစားကောင်းအော်ပပိုးလို့နေပါလားဟုတ်တယ်ဆရာမဒီနေ့ပပိုးမွေးနေပြီဆရာမဆရာမတို့အားလုံးစားမဟုတ်လားကိုအားပါဗျာကျေးဇူးများတင်ပါတယ်ပပိုးလည်း Happy birthday လို့ပြောပြပါဟုတ်ကဲ့ဆရာမဆရာမရေပူကတော့ဆရာမမှဆရာမပဲသိလားကျမတို့များဆိုလို့ရှိရင်လေဟဲ့စောစောအိပ်ပါဟဲ့ဆိုလဲမအိပ်ဘူးဟဲ့စာချက်ပါဟဲ့ဆိုလဲမချက်ဘူးဆရာမကမှားလိုက်လို့ကတော့လေတခွန်းဆိုတခွန်းပဲဟုတ်ကျမတို့လည်းလေသူ6တလက်6တလက်နဲ့စုံမတာပဲပပအတန်းထဲမှာတော့လိမ့်မှာပါတယ်တငယ်ချင်းတွေကလည်းသူ့ချစ်ကြတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ယောက်ျားရှင်ပြလာမန်းတွေကိုကြိုးပြောနော်လေးစိမ့်မှလာကြိုးကိုကျမတို့တာမင်းညလုံးခွင့်ယူရအောင်ပါအေးပါရှေ့တစ်ပတ်ထဲယောက်ျားပြန်လာပြတ်မယ်ထင်တယ်ဘာလို့လဲဆိုတော့ကုမ္ပဏီကသူ့တင်မောက်ကိုရောင်းလိုက်ပြီလေဟလာလာစားရောပြပြဝါရရဲ့လားရပါတယ်အခုရရဲ့လာတော့ယောက်ျားမလွှဲတော့ဒီမှာဝယ်စရာလေးရှိလို့ပြီးတော့ပို့ထားရဲ့ပတ်စံတွေရောတခြားဆူထားရဲ့ယောက်ျားပြန်လာရင်တနိုင်တိုင်းစီးပွားရေးလေးလုပ်လို့ရအောင်လို့လေအင်းမတေချာထိမ့်ထိန်ထားပါတယ်ကျမရဲ့အကြောင်းဆရာမလာစားနေတယ်ကျမတို့တာမင်းညလုံးလုံလောက်တယ်ဖေကြံလာလို့ရှိရင်လေတမိတော့ iMac လုံးဝယ်လာခဲ့နော်မမေဖုန်းနဲ့ဂိမ်းဆော့ရတာမမေဖုန်းကစုပ်နေဆော့လို့မကောင်းကဲကြားရနော်ရှင့်သမီးတော့ iPad တစ်လုံးလောက်ဝယ်ခဲ့ပေးလိုက်ကျမဖုန်းကြီးပဲတစ်ချိန်လုံးယူဆော့နေကျမမှအရေးရကြောင်းရဆိုဆက်စရာဖုန်းဝမရှိဘူးမမေသမီးဖေနဲ့စကားပြောချင်တယ်ဟယ်လို
Hello တမီဖုန်းကလိုင်းကျသွားပြီ မေသမီးကိုဂိမ်းလေးတစ်ပွဲလောက်ပေးဆော့ပါလားယင် ကဲလောက်လာပြီတပွဲပဲနော်ရ အားကြောင့်လေသမီးကမမေကိုတိတ်ချစ်တာ ပြီးရအဲ့ဆိုတမီဒီမှာထိုင်ပြီးတော့ဆော့မမေကြီးသွားချူလာမှာနော် ဟုတ်ကဲ့ ဒါလေးတော့ဆုံးလိုက်တယ်ဒါရမလားဒါလေးလာလိုက်တာဒါနဲ့စတိတ်လိုက်ပါပဲအကျန်ငွေရလဲ200ကျပ်ဒီလိုရတယ်လား လိုချင်လိုက်တာလုံးရောရမှာလည်းမသိချေးငွေ9000ရရွေးချေးငွေ9000ချီလို့ရသွားပြီ ကဲလက်မအားပါဆိုမှဖုန်းကလာပြီအဲအိုးမလေးကင်ပေးပါအောင်ကင်လိုက်နော်စပီကာဖွင့်လိုက်ဟယ်လိုပြောပါ ဒေါ်စုစုအောင်လားရှင် ဟုတ်ပါတယ်ရှင် ဒေါ်စုစုအောင်ကြီးအမချီထားတဲ့ပတ်စံလေးဘယ်တော့ပြန်ဆက်မှာလဲရှင် ရှင်ဘာပြောရလဲမသိဘူး ကျမတို့ကုမ္ပဏီကချီထားတဲ့ပတ်စံကိုပြောတာပါဖုန်းထဲကနေတဆင့်ချီထားတဲ့ပတ်စံလေးအဲ့ဒီပတ်စံဘယ်တော့ပြန်ဆက်မှာလဲဆိုတာသိချင်လို့ပါရှင် ဘာလို့ပြောရလဲမသိဘူးကျမဘသူဆီမှာပတ်စံမချီးပါဘူးရှင်တို့ဖုန်းမဆက်တာဖြစ်မယ်ထင်တယ် မမားပါဘူးရှင်ဒေါ်စုစုအောင်ကိုယ်တိုင် application နဲ့ဝင်ပြီးချီးသွားတာပါကျမတို့စီမှာစီးရင်အတိအကျရှိပါတယ်လိမ်လို့မရပါဘူးရှင်တကယ်လို့အတိအကျသိချင်တယ်ဆိုရင်ကျမတို့ရုံးကတာဝန်ရှိသူတွေလာပါလိမ့်မယ်ရှင် ဟိုမလာပါနဲ့ဟိုကျမဖုန်းပြန်ဆက်လိုက်ပါမယ်နော် သမီး ရှင် မမေဖုန်းကိုယူသုံးပြီးတော့ပတ်စံနေပါလေချီးထားသေးလား အော်ချီးထားရမယ်မေဟိုတလုံးကဖုန်းသုံးရင်းနဲ့လေဟိုပတ်စံချီလို့ရ application တွေ့လို့ဟိုအဲ့နဲ့တမီးတကယ်ဟုတ်မဟုတ်စမ်းကြည့်လိုက်တာ9000ညောင်ရတာမမေရဲ့ဘာဖြစ်လို့လဲဟိုတမီးကိုစူမလို့လား ဟယ်လို ဒေါ်စုစုအောင်လား ဟုတ်ပါတယ်ဘသူပါလဲ ဒေါ်စုစုအောင်ချီထားတဲ့ပတ်စံနေပြန်ဆက်မဲ့ရက်ကြော်နေလို့တတိပေးတာပါ ဟိုနေ့ကဖုန်းဆက်တဲ့9000ကိစ္စလား ဟုတ်ပါတယ်ချင်းငွေနေနေကတော့9000ဆိုပေမဲ့ရက်ကြော်ကတွေဒဏ်ကြီးတွေပေါင်းလိုက်ရင်300အနီးပါးဖြစ်သွားပြီဗျ ရှင်မဖြစ်နိုင်တာ ဖြစ်နိုင်ပါတယ်ကျုပ်တို့ဘက်မှာဒေါ်စုစုအောင်နာမည်နဲ့ချီထားတဲ့တပ်တွေထောက်ထားတွေအားလုံးရှိတယ်ရက်လွန်ကြီးဒဏ်ကြီးတွေဆိုတာလဲကုမ္ပဏီရဲ့လူကြီးတွေကိုယ်တိုင်ရှင်းနေရှေ့ရတင်နဲ့တိုင်ပင်ပြီးတော့တရားဝင်ချမှတ်ထားတဲ့စီကံတွေပါဗျ ပတ်စံလေး9000ရှိတာနဲ့အတော့က300နီးပါးဖြစ်သွားမယ်ဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲရှင်တို့ဖုန်းမဆက်တာဖြစ်ပါလိမ့်မယ် မမှားပါဘူးဆရာမခမ ्या ကကျောင်းဆရာမတယောက်ဖြစ်တယ်ဆိုတာရယ်ခမ ्या ရဲ့သမီးစန်နီအောင်က grade 7ကျောင်းသူတယောက်ဖြစ်တယ်ဆိုတာလဲ
ကျုပ်တို့သိထားတယ်နော်ဟေးကျော်သူဆိုတဲ့ခမရယောက်ျားတင်မောသားတယောက်ဆိုတာရယ်အခုစင်ကာပူမှာရောက်နေတယ်ဆိုတာရယ်ကျုပ်တို့သိထားပြီအဓိကပြောချင်တာကကျုပ်တို့စီကယူထားတဲ့ပတ်စံ300ကိုခမရယောက်ျားပြန်မလာခင်မှာလွှဲပေးပါတကယ်လို့ခေါင်းမာပြီးမလွှဲပေးဆိုရင်တော့ဒီအကြောင်းတွေကို Facebook မှာတင်ပြီးတော့ခမရရဲ့ချက်ကိုကျုပ်တို့ခွဲရလိမ့်မယ်ဒါမှမရရင်တော့အဓိကအကလေးတို့ဒီဟာကိုအစားဆုံးကူးထားလိုက်နော်ဆမခေါင်းလေးနဲ့မူးလာလို့ဆရာမဆွဆွအောင်ရဲ့ပြဿနာတော်တော်လေးကိုကြီးမားနေပြီ ဟုတ်တယ်သူပြဿနာចောင်းသားမိဘတွေရှေ့ရောက်သွားတာအဆိုးဆုံးပဲ ကျောင်းပတ်ဝန်းကျင်မှာရောကျောင်းသားမိဘတွေရဲ့ပတ်ဝန်းကျင်မှာသူ့နာမည်ကပြတ်သွားပြီဖတ်ဆင်မရတော့ အေးရဲ့ထင်အောင်မထင်တော့နှမျောဖို့ကောင်းလိုက်တာ ဆရာမကိုပြောဖို့အတွက်စကားလုံးတွေရွေးနေရတယ် ဟိုပွင့်လင်းပြောရင်ဆီယမရဲ့ငွေကြေးအရှုပ်ရှင်းနေအားလုံးပါလေကျွန်တော်တို့စီမှာရှိတဲ့ဆီယာမတွေမကတော့ကျောင်းသားမိဘတွေစီကအကုန်ရောက်ကုန်ကြတယ် ဆရာမတို့စုစုအောင်ရဲ့ပြဿနာကိုရှင်းပေးပါဦး အဲ့ပတ်စံကကျမတို့ယူတာမဟုတ်ဘူးလေဆရာကြီးဆရာမဒေါ်စုစုအောင်သာဒီကျောင်းမှာဆက်ရှိနေမယ်ဆိုရင်တော့ကျမသမီးပုတ်ပုတ်ဒီကျောင်းမှာဆက်မထားနိုင်တော့ဘူးကျောင်းပြောင်းတဲ့ပြောင်းရလိမ့်မယ်တနေ့ဖုန်းထဲကနေဒေါ်စုစုအောင်ရဲ့အကျွေးတောင်းတာပဲခံနေရတယ်အစဲခံရတာတော့အစ်စ်ပါသေးတယ် ဆီယမအပြင်မှာဘာတွေရှုပ်ထားလဲဆိုတော့ကျွန်တော်တို့မသိဘူးဒီကိစ္စတွေအကုန်လုံးမြို့နယ်ခရိုင်တိုင်းရလူကြီးတွေသိသွားပြီဆိုရင်ကျွန်တော်တို့အားလုံးပြဿနာတက်လာကျောင်းရဲ့တိတ်ခါလဲကြာနောက်ဆုံးဆီယမကျွန်တော်စီကိုပါဖုန်းဆက်ပြီးတော့တောင်းတဲ့အဆင့်ကိုရောက်နေ ကျောင်းဆရာကြီးဦးကြော်ရင်ရှင်ကကျောင်းတာလုပ်နေတာရှင်လောက်မှရှိတဲ့ဆီယမစတော်ဆူဆူအောင်ဘာတွေမွေထားလဲရှင်မသိဘူးနော်ကျမဘာလို့လဲဘယ်ရလဲမမင်းနဲ့နော်ကျမရှင်လောက်ကတပည့်မဟုတ်ရှင်မေးကြရင်ရှင်ရဲ့ဆီယမအောင်မင်းဆီယမလက်တက်ပါလာလေးမမေးရဘူးဆိုရင်တော့ပြပြမယ်နော်ဆီယမကျမတို့စီက300လင်သွားတာပြန်တောင်းတော့လဲယူကြအောင်ဆောင်နေတယ်လေအဲယူကြအောင်ဆောင်တဲ့ရက်ပြည့်တော့ရင်တော့ရှင်နဲ့ရှင်ဆီယမဒုက္ခရောက်သွားလိမ့်မယ်နော်ကျမကတော့ကျမပတ်စံပြန်မရတော့အကောင်အောက်ပဲလည်ပြမှာရှင်းလား မကြောက်ဝင့်မနာတာတဲ့စကားလုံးမျိုးတွေပြောပြီးတော့တောင်းတာဆီယမရဲ့အဲ့တော့ဆီယမကို့เจ้าကိုပြန်ပြီးတော့တိတ်ခါဆယ်ပေးပါအသင်ပြကောင်းတဲ့ဆီယမလိုလူမျိုးတပိတ်တွေအပေါ်မှာစေနာထားကောင်းတဲ့ဆီယမလိုလူမျိုးကိုကျွန်တော်တို့လက်မလွတ်ချင်ဆီယမဆုံးဖြတ်ပါဆီယမစဉ်းစားပါတိုင်ပင်စရာရှိတဲ့လူရှိနေဆီယမတိုင်ပင်ပါ ရှင်တို့ဘာလို့ခုချိန်ဒီကျမကိုဒုက္ခရအောင်တိတ်ခါကြအောင်လုပ်နေကြတာလဲကျမနားမလဲတော့ဘူးကျမစီမှာ300ပဲရှိလို့အဲ့ဒါအားလုံးရှင်တို့ပေးပြီးသွားပြီလေရှင်တို့စီကယူထားတဲ့အစ100လောက်တာကိုပေးပြီးသွားပါပြီတော်ကြပါတော့ရှင်အဲ့ဒီပတ်စံကကျမယောက်ျားပြန်လာရင်ကျမတို့အလုပ်တစ်ခုခုလုံးရအောင်ပေးထားတဲ့ပတ်စံလေးပါအဲ့လောက်ထိတော့မရက်စက်ကြပါနဲ့ရှင်ကျမတောင်းပန်ပါတယ် ဟ
ညီမလေးကိုပတ်စံ300လောက်လှည့်ပါလားညီမလေးအရင်ကိုအရေးကြီးနေလို့ပါ 300ငါ့မှာဘယ်လိုလုပ်ရှိမှာလဲမမတို့ကလကစားဝန်ထမ်းနေလေ မမရဲ့အဲ့ဒီ300မှမရလို့ရှင်ညီမလေးဒုက္ခရောက်တော့မှာမလို့ပါမမရဲ့အတိုးပေးဆိုလဲပေးပါမယ် စုစုအောင်ငါယောက်ျားယာတို့ကြီးနဲ့ငါပတ်စံကိုဘယ်နှမှသွားချိရမှာလဲတိတ်ခါလေးကြမှာပေါ့ဟဲ့အော်နေအောင်ပြောအောင်မယ်ငါ့ကိုလေနင်းရဲ့အကျွေးရှင်နေဆိုလားဘာဆိုလားပေါင်းဆက်တယ်သိလားဟာပြောလိုက်တာမှလည်းအစုံပဲတချို့စကားလုံးတွေဆိုကြမ်းတမ်းလိုက်တာအရန်ပဲငါဖုန်းကြရမှာတော့ကြောက်နေပြီ မေလာတော့လေအကြောင်းသွားတော့မယ်မေ သမီးမေဖယ်ခေါ်ထားတယ်သမီးသွားနေလိုက်နော် မင်းသမီးနဲ့တူကြောင်းမလိုက်ဘူးလား မေအဲ့တဲ့ချိန်ထားလေးရှိနေလို့မေလိုက်ခဲ့မယ်နော် ကိုတို့ဒီအပိုင်းမှာစုစုအောင်တို့ case မျိုးတွေတော်တော်လေးကိုခိုင်တွယ်ဖြေရှင်းနေရတယ်တချို့ဆိုရင်ကိုတတ်သေးကြတယ်တချို့ဆိုရင်မိသားစုတွေပေါ်ပြကြတယ်တချို့ဆိုရင်ဖုန်းတန်ကြရင်ကြောက်နေတဲ့အထိ trauma ဝင်ကြတယ်အကြီးကတော့ငွေကြေးနဲ့ကိုယ်သိက္ခာတော့ပို့ဝလင်းလင်းပြောရရင်ကိန်းကဏ္ဍတွေကလူတိုင်းအတွက်ရှိပါပါတယ်ဒါပေမဲ့လိုအပ်တဲ့ပုံပြီးနေရာပေးလိုက်ဘဝတစ်ခုလုံးမှာစားသွားတတ်ကြတယ်ပြောလဲလုပ်ပြီးတယ်သိအောင်လည်းတတ်တယ်ဘုလိုစူးစူအောင်ရဲ့ဖုန်းထဲက call list တွေနဲ့အတန်ဖိုင်ကိုစစ်ကြည့်လိုက်တဲ့အခါမှာအစုအဖွဲ့လိုက်ငွေလေးနဲ့ခိုင်တစ်ခုနဲ့ပတ်သက်တယ်ကိုပေးတာထူးကြောမိတော့ဒီကိစ္စဘာထူးသေးတော့ခုဒီဘာမှမထူးသေးပါဘူးကိုကြီးကခုတည်းကိုအစာဆွဲထုတ်လို့မရသေးဘူးလို့ပြောတယ်မြို့ဝင်မြို့သက်စင်းတွေကိုလည်းစစ်တယ်လို့လည်းပြောတယ်ဒါပေမဲ့ဒီကောင်တွေဖိဖိစီစီမစစ်ဘူးလို့ကျွန်တော်ထင်နေဗျာကျွန်တော်မြို့နယ်ကိုဖုန်းဆက်အောင်ဒီကောင်ကသူတို့မှလည်းငါတို့မသိနိုင်သေးတဲ့အမှုကိစ္စတွေရှိနေနိုင်သေးတာပဲပြီးတော့မင်းလဲစခန်းကိုနေ့စဉ်နဲ့များဆက်သွယ်နေတာပဲဟာငါတော့လေဒီလောက်ဆိုးတဲ့သမီးကိုဖြစ်ချင်တာဖြစ်ဆိုပြီးတော့ပြစ်ထားလိုက်ချင်တယ်ကိုကြီးဘလို့ပြောလိုက်တာလဲဟမ်အကိုကြီးမွေးထားတာသမီးနော်ဟိုကြော်တက်နဲ့ဇော်တက်လို့ယောက်ျားလေးဆိုကျွန်တော်မပြောဘူး လေးကြော်ရောက်နေတာပဲလေးကြော်ညီမလေးကိစ္စဘာထူးသေးလဲ ခုတည်းဒီဘာမှမထူးသေးပါဘူးကွာ ဟိုတလုံးကတန်တရားတရားခံတယောက်ဖမ်းမိတယ်ဆိုတာရော တေချာစစ်မေးကြည့်လို့လေမဟုတ်ပြန်ဘူးလေ ကျွန်တော်စိတ်ထင်ရတော့လေးကြော်တူမအခိုးရတွေပါလိုက်သွားတယ်ထင်တယ် တာမမမရမမပေါင်းတဲ့လူနဲ့လိုက်သွားရင်တော့ကောင်းတာပေါ့ကွာစီသမားလောင်စားသမားနဲ့လိုက်သွားရင်တော့ရှင်းရခက်လိမ့်မယ်မဟုတ်တဲ့ဖွဲ့စည်းရဲ့ရောက်ပြီးလမ်းမသွားရင်ဒုက္ခငါအစိုးရင်ဆုံးကလူကုန်အခုခံရမှာပဲ စိတ်ပူရတယ်ပူတာပေါ့လေးကြော်ရဲ့ဒါပေမဲ့လေးကြော်တူမလူလဲပါရောင်းစားမယ်ဆို तू ကပဲရောင်းစားမှာ तू ကရောင်းစားခံရမယ့်အတိုင်းတော့မပေါ့ဘူးပြီးတော့ထော့သားကန်ဒီတော့ကလည်းအဖေနဲ့ကထားလိုက်ပါတော့အဖေညီလေးမတွေ့ပါလားညီလေးပဲသွားလဲ မင်းကြီးစော်တဲ့အကြောင်းတော့မပြောချင်ပါဘူးကွာဒီကောင်ကလေအခုအချိန်အထိကိုမိသားစုကိစ္စနဲ့ပတ်သက်လာဘာမှစိတ်မဝင်စား
ကိုတွေကိုလည်းမမေးဘူးသူ့မေးရင်လည်းမဖြေဘူးသွားချင်ရသွားတယ်နေချင်တယ်လို့နေတယ်တညလုံးဂိမ်းစော့တနေကုန်အိတ်အေးသူ့ကောင်မလေးလာမှငါထားလိုက်သွားတယ်ဒီကောင်ကအဲ့အလုပ်ကိုပဲလုပ်နေတာဘာကောင်မှမသိအဲ့စားကာမအဲ့လိုကောင် Okay လာခဲ့မယ်နော် ဘာတူလဲ shooting manager လေ location တွေကလမ်းပြပြတာ အဲ့တော့အခုသွားတော့မှာ ခဏနေတော့သွားရမယ်လေ အေးပေါ့လေအခုမှ academy ကိုပူပူနွေးနွေးရထားတယ်မင်းသမီးဆိုတော့လေလောက်တော့ရှိမှာနော် မင်းသားစနီမင်းသမီးယောက်ျားဆိုတာအဲ့လိုပဲလေအော်မလို့မင်းသမီးချစ်သူအခုကအပြိုင်ဆိုင်များရဲ့မောင်ရဲ့ကိုရက်နေနေကိုနေအောင်ဝင်ယူသွားမဲ့လူတွေမှတပုံကြီးပဲပြီးတော့လေဒီလိုလူမျိုးရေးကိစ္စရဆိုပိုးအောင်ဆိုသေးရဲ့ပြိုလဲတာကိုစောင့်ကျင်နေလူအများကြီး ဟုတ်ပါပြီမင်းသမီးရဲ့ဟုတ်ပါဒါနဲ့shooting ပြီးရင်ရောဒီပြန်လာမှာပြန်လာမယ်ဆိုရင်မောင်ဘယ်မှမတော့ဒီမှာပဲစောင့်နေအကောလေးကြည့်ရင်လည်းဒီမှာပဲ ဟဲ့မင်းအဲ့ရကိုခဏခဏမယူနဲ့လေကွာပြီးပြန်နော် ဖြတ်ပါတယ်ရှင်မောင်နားမှာမရှိလို့ရှင်အဲ့ဒီဘက်ကောလေးလွမ်းလို့ဆိုပြီးတော့ကြည့်ပြီးလို့ရိုးသွားရင်ပြန်ဖြတ်တယ်ဖြတ်ပြီးသွားရင် တော်တော့မင်းအဲ့စကားကြီးပဲပြောနေကွာမင်းလည်းမသိဘူးရှူတင်ကနေဖုန်းဆက်မှာနော်ဖုန်းအောင်ဆိုတွေ့မလေးဟေးအောင်လေနော်မိတော့ငါမေးအောင်မေးနင့် surprise ကဘာပွဲကြီးလဲအေးလေဟာနင်ကလည်းလှုပ်လိုက်အဲ့တိုင်းပဲငါတို့ဘယ်တော့မှကြိုလဲမပြောဘူးဩနင်တို့ကလည်း surprise လုပ်ရတာဘယ်လောက်မိုက်လဲဒီမှာသဘောကမထင်မှတ်တဲ့အချိန်မှာအရသာတစ်ခုကိုခံစားလိုက်ရတယ်လို့မျိုးလေဟာနင်တို့ကလည်းအခုငါနင်တို့နှမ်းခေါ်လိုက်ဒီမှာနင်တို့လုံးဝ surprise ဖြစ်သွားလားမဖြစ်သွားလားငါပြောဖြစ်ပါတယ်ဟဲ့ဖြစ်ပါတယ်ဟဲ့နင်တို့လေငါဘယ်နည်းနဲ့ဆက်ပြီးမလို့ဟိုနင်တို့လေဟိုမေးဒီမေးဟိုပြောဒီပြောဒီမပြောနဲ့တော့သိလားနင်ဟာလည်းဘာကြီးတော့ဟိုမေးစမဒါမရဲ့တငယ်ချင်းတွေလေငယ်တငယ်ချင်းတွေပေါ့သူ့နာမည်ကလင်းညိုတဲ့ငါရဲ့ချစ်သူလေးအခုနင်တို့ကိုလေငါလှမ်းခေါ်လာတဲ့အတိတ်ပဲရလေလေငါတို့ချစ်သူနေရောက်ရ3လပြည့် anniversary နော်မောင်နော်ဟုတ်တယ်မလားဟေးငါကြားဘူးလားလေသူများအတွက်တွေဆို2နှစ်ပြည့်လို့3နှစ်ပြည့်လို့နေ့ကျမှဘာလို့3လပြည့်လဲအဲ့လေတို့လုံစမှာနင်တို့ဘာပြည့်နေရလဲနင်ကလည်းသိရတာနဲ့ငါရေးစားထားလိုက်လို့ရှိရင်လေအမြဲတမ်းရက်ပိုင်းနဲ့တက်တာနင်တို့သိတယ်မလားမအခုမှမောင်နဲ့က3လတောင်ပြည့်တာနဲသလားနင်ဟုတ်ဘာမှလည်းမသိဘူးဟဲ့နင်တို့တွေအလွတ်ကဲနော်လုံးဝစိတ်ထဲမှာဘာမှမထားနဲ့အလွတ်တွေကဲပလိုက်sorry ကွာငါကားရပိတ် ရတယ်အဲ့ဒါပြဿနာမရှိဘူးငါမျိုးမိတ်ဆက်ပေးစရာရှိတယ်ဒါငါရဲ့တူကြီးတော့ချစ်သူငါရဲ့ချစ်သူလေးပေါ့ကွာ ပြေးရတော့မတော်ပါဘူးခင်ဗျတိုင်းအေးစေးထိုင်နေနော်လွတ်လပ်နေကြလွတ်လပ်နေတော့တိုင်းကောင်းနေမယ်ဒီလာစားနေဘလို့ဖြစ်လို့ဒီကိုရောက်လာတာလေ လင်းညောသားတငယ်ချင်းလေသူခေါ်လို့လာတာပေါ့နေစမ်းမောင်အနီလေးနဲ့သူနဲ့ဘယ်လိုညှိတာ
ငါတို့ကလိုင်းပေါ်မှာညှိသွား မမဘူးနော်ပြောလိုက်အငယ်လေးကြည့်ပဲလိုက်လို့မမီဘူး ဟဲ့ဘီဂျဲတွေကိုသွားတွေ့လို့ရှိရင်ငါခံလိုက်ရမှာပေါ့ဟဲ့ခြာတိတ်တွေဆိုတော့ငါလက်ခုပ်ထဲကရှွန့်တိုက်တယ်လို့ပုံသွင်းလို့ရတယ်သဘောပေါက်လား ဟုတ်လား ဟုတ်တယ် အဲ့ဒီရွှတ်မာကပြဿနာတက်မယ် မလေးဒီမှာငါရိုက်ခွဲပလိုက်မှာအေးစေးပဲငါနေ့ကိုပြောထားမယ်နော်အထဲထဲရောက်လို့ရှိရင်ငါတို့နှစ်ယောက်တူကြီးဆိုတာဘယ်သူမှမသိစေနဲ့နော်ငါပြောကြားလား ကြားတယ်အနီလေးကိုအနီလေးလို့မခေါ်တော့အနီလေးရဲ့ ဟောဒီကောင်လေးကိုခတ်တော့ ဟယ်လိုမနှင်းဖြူလားရှင်အမဆေးရမယ့်သိန်း900အစင်သစ်ဖြစ်ပြီလားအစင်သစ်ဖြစ်ပြီဆိုရင်နောက်ထပ်2နာရီအတွင်းမှာတွင်းပေးရပါမယ်တွင်းပေးရမယ့်အကောင့်နံပါတ်ကိုပို့ပေးလိုက်ပါမယ်မရပါဘူးရှင်2နာရီအတွင်းမှာအကောင့်ထဲငွေမရောက်ဘူးဆိုရင်တက်ဆိုင်ရာကနေစကားပြောရပါလိမ့်မယ်ပြီးတော့ပတ်ဝန်းကျင်မှာလည်းရှင်ရက်တီလို့ရတော့မှာမဟုတ်ဘူးမရှင်နဲ့မနှင်းဖြူကျမတို့ရှင်အကြောင်းအားလုံးစုံစမ်းပြီးသွားရင်ရှင်အဲ့ဒီလိုတွေလှုပ်ရှားနေတာများနေပြီရှင်အခုပတ်သက်နေတဲ့သူတွေကိုမကြောက်ဘူးဆိုရင်တော့ဆက်ပြေးပေါ့နိုင်ရွက်အတွင်းမှာကျွန်မပြန်ဆက်သွယ်လိုက်ပါမယ်ဟယ်လိုမနေ့ပြည်ရင်ချိုကျတို့ရောက်နေပါပြီပတ်စံကိုခုချက်ချင်းလွှဲမယ်ဆိုရင်တော့ကျတို့အိမ်ပေါ်တက်မလာဒါမှမဟုတ်ဘူးဆိုရင်တက်ဆိုင်ရာအဖွဲ့ကြီးခေါ်ပြီးတော့ကျတို့အိမ်ပေါ်တက်လာပါဒါကျတို့ဘက်ကနောက်ဆုံးသတိပေးခြင်းဖြစ်ပါတယ်ဆက်ဖြစ်လာမယ့်ကျိုးဆက်တွေကိုတော့ကျတို့တာဝန်ယူမှာမဟုတ်ကုန်သွားပြန်ပြီကွာမရှိဘူးခင်ဗျာအချိန်တက်နေပါလေဆိုမှကွာအကုန်လည်းချီလုံးဖြစ်ကွာတသိန်း2သိန်းနဲ့ဘာလဲတင်းတောင်းနေပါဘာညာချပါသိန်းလောက်ဆိုတော့ပိုင်းလောက်ဟုတ်စေရမေးစေရမတင်ထားတဲ့ပုံတွေကလမ်းနေတော့ရောက်တဲ့နေရာလည်းမထပ်ဘူးဝတ်ထားလည်းမထပ်ဘူး Facebook ပဲကြည့်ကြည့် TikTok ပဲကြည့်ကြည့်မရပုံနေကြည့်ပဲပုံတွေတင်ပြီးတော့မနှိမ့်ဆက်ပါနဲ့လားဗျာ မင်းအမှန်တိုင်းဝန်ခံလိုက်စမ်းပါကွာလွမ်းရင်လွမ်းနေပေါ့ဟမ် ဝန်ခံပါတယ်ကျွန်တော်တငယ်ချင်းနေရတော့မှမောင်နာမည်ပေးရသေးတယ်ဟမ်တို့ ပုံတွေတင်ပြီးတော့နှိမ့်ဆက်လွန်းလို့တဲ့ပုံနှိမ့်ဆက်တဲ့အေးပါကွာမင်းတငယ်ချင်းတွေကိုပြောလိုက်သွေးနင်းဖြူနဲ့ထိတ်တိုက်မတွေ့စေနဲ့လို့အခုဘေးမှာသူတို့ရှိလားရှိမောင်တယောက်တည်းမောင်ဒီနေ့ပါစီစဉ်ရှိလေplan A plan B plan C ဒါမဲ့ဘယ် plan စဖြစ်မလဲတော့မသိသေးဘူးကွာဘာ plan နဲ့စဖြစ်ပြပါမရဲ့သွားလာတဲ့ queue site ပဲပါမနာမှာမောင်နီကမရှိတော့စိတ်ပူရလေဘာလဲမင်းကကိုရံတော့လောက်ချင်လို့လားကိုရံတော့လည်းဖြစ်ချင်တယ်မရဲ့ကိုစားနဲ့အဖြစ်နဲ့လည်းနေပေးချင်တယ်လာခဲ့လိုက်ရမလား surprise ပေါ့ကွာ
လူလုံးလဲပြက်ပြီ ဟဲ့လို့ဘော်ဒ ပေါ်တာမယ်မကြောက်မလား ဟိုမှာအလုပ်တွေရှိသေးတယ်အဲ့အလုပ်ကိစ္စနဲ့ခင်ဗျားတို့ဒီကိုခေါ်လာလေ အော်အလုပ်ကိစ္စနဲ့ခေါ်လာတာငါညီရဲ့ဟိုအကိုတို့ကလေအစိုးရဝန်ထမ်းကိုအကိုတို့ကုမ္ပဏီကမကြည့်ဘူး ညီတို့တော့ကတတ်ဟိုအဖွဲလွတ်ပေးမယ် နဲအဖွဲထမလွတ်လိုက်တော့တခါတည်းပြီးသွားအောင်လို့ညီလေးမမှတ်ဖို့နေရှိတယ်မလားအဲမှတ်ဖို့နေရှိရင်ကို2သိန်းပေးမယ် ခဏလေးပြန်လို့ရင်3သိန်းပေးမယ် ဟိုဘာဖြစ်လို့လက်တော့ထိုးတာလဲလို့ လက်ထိုးတော့ဗာပြည့်လေ လက်ထိုးတော့ပြဿနာတက်ပါဘောဒီလိုလက်တော့ထိုးတာအမှန်လက်မထိုးပါဘူးကြိတ်ပြီးရတာကြိတ်ပြီးရတာငါကြိတ်ပြောတာညီလေးမဖို့နေရှိတယ်နော်မဖို့နေရှိရင်ကို2သိန်းတခါတည်းပေးလိုက်မယ်ညီလေးမလို့ပေးတာနော်စကမ်းမှုမပေးဘူးစကမ်းမှုကတအားဖဲအား ကိုပြန်ရမယ် ဒီမလေး ဟဲ့လို့ဘာလို့တာလဲအပေါ်တက်သွား ကျွန်တော်အပေါ်မတက်ရှင်သေးဘူးဗျာမရဘူးလား ညီလေးမနဲ့မှလာလို့မရဘူးလားယင် no မရဘူးတော့ကွာ သွားမသားရှင်သေးဘူးဗျာ ဟာ အေးမင်းဒီကောင်ကောင်ရှာတော့တော်တော်ကြာသွားလား မကြောက်ပါဘူးပောက်ပြရည်ပြောပြီးလိန်နေအောင်စောင့်နေရ ဒီမှာမင်းတို့အမှုတွေတွေကငါတို့ CID ကိုရောက်နေပြီသားကွာသိလား အော် CID ကဘန်လာရင်ဘယ်မျိုးနဲ့မှဖွင့်နိုင်လဲခမ်းမကြောက်ဘူးအေးအောင်စပိုက်တာဒီမှာငါတို့ဘက်ကလည်းတက်တယ်မခိုင်လုံသေးလို့စောင့်နေတာကွာသိလားအေးမင်းကိုစကားမှုနဲ့ခဏစကားပြောလိုက်အောင်လားဒီကောင်ကောင်လက်ထိတ်ခိုင်ပြီးကောင်းအောင်တင်လိုက်တော့ ဟုတ်ကဲ့ဗျာ ပြရမှာလေ မလေး မင်းကြီးရလက်ထိတ်တစ်ခါမှခက်ခတ်မှုမရဒီနေရာခက်ကြမ်းကြမ်းကောင်းနေရောကြမ်းကြမ်းတန်းတန်းစစ်တဲ့နေရာပေါ့မင်းကြီးရတိတ်ကြမ်းမဲ့ပုံပေါ့ ဟုတ်ပါတယ်ဟိုကျွန်တော်မကြမ်းပါဘူးဟိုဆရာလည်းမကြမ်းတယ်နော် လက်ထိတ်ခက်ခံရတာလည်းကြိုက်ပုံမရဘူးပေါ့ ဆရာရဲ့ဘသူကကြိုက်မှာတော့လို့ကျွန်တော်လည်းမကြိုက်ဘသူမှလည်းမကြိုက် ဟုတ်မလဲဒါဆိုရင်ငါလက်ထိတ်ဖြုတ်ပြီမယ် ဟုတ်ပါလွတ်လပ်စကားပြောလို့ရတာပေါ့ဆရာ မင်းနာမည်ကတက်ကူကူနော် ဟုတ်တယ်ဆရာ မင်းကနာမည်အတုတွေအများကြီးမှတ်ပုံတင်အတုတွေအများကြီးနဲ့မျိုးတကာနဲ့တကာကိုလိုက်ပြီးလိန်စားနေတဲ့ကောင်ပဲကွဟမ်ပြာနဲ့ရမင်းရဲ့အမှုတွေငမူကငါ့ကိုအကုန်ပြောပြီးသွားပြီ ဟာဆရာ तू အဲ့လိုမှဖြေတယ်ဆိုရင်တော့ကျွန်တော်ဘက်ကမဟုတ်ဘူးလို့ညင်းရမှာပဲဆရာဘာဖြစ်လဲဆိုတော့ तू မတည်သေးတဲ့အကြောင်းအရာတွေအများကြီးပဲရှိတယ် तू လွတ်ချင်လို့တက်ဆရာတို့ကိုဖားပြီးပြောတာဆရာ ဒါဆိုရင်မင်းဘက်ကအမှန်ပေါ့ အမှန်ပေါ့ဆရာ မင်းဘက်ကအမှန်ဆိုရင်ငါမင်းကိုခုလွတ်ပေးမယ် မနာလိုက်တာဆရာ ဟေးအမေမင်းငါမေးတာကိုမှန်တိုင်းဖြေဖို့ရတယ်လို့လေအင်းကိုဖြေနိုင်အောင်လားဟမ်ဟုတ်ရဲ့ဆရာကျွန်တော်အဖြေရခဲ့တကယ်တော့ကျွန်တော်နဲ့တည်တာအဲ့တက်ကိုကိုရဲ့မဝိုင်းရဲ့ဆိုနေတော့ ကောင်းတယ် မစုံနာကြပါဦးမို့ရဲ့ ဟုတ်ပါကိုတော့ရင်ကိုတော်တွေကလာဘူးဗျအဲ့ဒါဘကိုးပဲသွားရင်းနဲ့ခီးလွန်သွားလို့ဒါနဲ့ကိုတော့လူတွေအကုန်စုထားပြီ အာအများကြီးပဲစုထားပြီးတော့ သူတွေစုတာပြီးသွားဆိုကျွန်တော်ဒီမှာပဲအလုပ်ကိစ္စပြောလိုက်ရအောင်ပြီးကျွန်တော်ကရုံးချုပ်ကိုပြအောင်ပါဒီမှာရုံးချုပ်ကဒါလက်ထောက်ဝင်တီချာမဝိုင်းနဲ့သူလည်းပါလာတယ်ဟုတ် ဟုတ်ကဲ့ပါခင်ဗျကဲငါနဲ့ပါလာတဲ့လူတွေအားလုံး
သူတို့ပြောတာကိုသေသေးချာချာနားထောင်ပေးမရှင်းဘူးဆိုလို့ရှိရင်ပြန်မေးလို့ရတယ်ဟုတ်ပြီလားအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့တိုးတက်ကြီးဝါကုမ္ပဏီကကိုယ်စားလှယ်တယောက်ပါမဖွင့်ပြိုးသေးတဲ့အရက်ဒေတာတွေကိုလိုက်လံဖွင့်ပြိုးအောင်လို့ကျွန်တော်ကနေပြီးတော့သတင်းကောင်းပေးတဲ့သဘောလေးပါပဲဘာသတင်းကောင်းလဲဆိုရင်တော့ကျွန်တော်တို့ဘဏ်ကောက်တစ်ခုရှိုံနဲ့အဲ့ဒီဘဏ်ကောက်နဲ့အကျွေးဝယ်လို့ရတဲ့စနစ်ကိုကျွန်တော်ပြုတ်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာအဓိကကတော့မိဘတွေရှိမှစာရွက်စာတမ်းတွေလည်းမလိုအပ်ပါဘူးเนาะကျွန်တော်တို့မှတ်ပုံတွေလေးတစ်ခုပါပဲပြီးတော့မိဘတွေရှိလည်းကျွန်တော်တို့ပတ်စံလုံးဝမကောက်ခံပါဘူးဗျာเนาะအကျွေးဆိုတာကြားလိုက်တယ်အကျွေးကဘယ်သူကပေးပါလဲကျမတို့အခုတော့နေပြန်တော့နဲ့နှစ်နေတာ အမို့အဲ့ကျွေးကတော့ကျွန်တော်တို့နဲ့မဆိုင်ဘူးကြာကျွန်တော်တို့ပြောတဲ့အကျွေးဆိုတာကကျွန်တော်တို့ကုမ္ပဏီနဲ့ချိတ်ဆက်ထားတဲ့ကျွန်တော်တို့ပစ္စည်းတွေကိုပဲကျွန်တော်တို့တာဝန်ယူပြီးတော့အာမခံပေးတာပါတရားဝယ်လို့ရလားဟာရွှေကတော့လောလောဆယ်ဝယ်လို့မရသေးဘူးခင်ဗျအဲကျွန်တော်လောလောဆယ်ဝယ်လို့ရတာကတော့ခင်ဗျားတို့ data မှာတုံးနေကျွန်တော်တို့ဆိုင်ကယ်ဘေးတွဲဆက်ဘေးကျွန်တော်တို့ TV ဖုန်းရေခဲတက်တာအဲ့အစရှိတဲ့ပစ္စည်းတွေကိုဝယ်လို့ရအောင်ကျွန်တော်တို့ဘက်ကနေပြီးဘာအကောက်တစ်ခုကိုဖွင့်ပေးသွားမှာပါခင်ဗျပတ်သက်ဘယ်သူကလာထည့်ပေးမှလဲဟုတ်ပတ်စံတော့တဖြည်းဖြည်းနဲ့တော့ထည့်သွားမှာပေါ့ဒါမဲ့နောက်တော့ကျွန်တော်တို့ကုမ္ပဏီကနေပြီးတော့တတ်မှတ်ထားတဲ့ငွေမောက်ကိုလည်းအဲ့ဘဏ်ကောက်တွေကိုထည့်ပေးသွားမှာပါဒီမှာတခုလောက်မှတ်ပုံနေပါတဲ့လူတွေများရှိလားမသိဘူးတစ်ချက်လောက်မှတ်ပုံနေအခုမှတ်ပုံနေကင်ဆောင်ထားတဲ့အမိဘတွေအကုန်လုံးကိုကျွန်တော်တို့ရုံးရုံးကမဝိုင်းရနေပြီးတယောက်ကိုတသိန်းစီပေးသွားပါဗျာအဲ့ဒီမက်ဝိုင်းကဗမာနေရလဲပြီးတော့သူ့ကိုဘယ်လိုဆက်သွယ်ရမှာလဲသိလားအဲ့ဒါကျွန်တော်မသိဘူးဆရာကျွန်တော်နဲ့တွေ့ပြီးရင်ဘယ်ရောက်သွားမှမသိဘူးအဲ့ဘယ်သွားလို့ဘယ်လာမှလည်းကျွန်တော်မသိဘူးဆရာဒါဆိုရင်မင်းတို့နှစ်ယောက်တည်းလိန်စားနေတာမဟုတ်ဘူးပေါ့ဟာမဟုတ်ဘူးဆရာဟိုကျွန်တော်တို့အထက်မှာညွှန်ကြားနေတဲ့သူတို့ရှိတယ်လို့တော့ကျွန်တော်ကြားတယ်မင်းကဘာသူပြောရလဲကျွန်တော်ပြောတာပါကြီးဘာလို့လဲဆိုတော့ကျွန်တော်တို့မဝိုင်းပြောက်တဲ့ဒီကွာအဲ့ဒီမက်ဝိုင်းကိုဆက်သွယ်လို့ရနိုင်လားမလွယ်ဘူးဆရာသူကတော့ဆက်သွယ်ကြရင်ကျွန်တော်တို့ဆက်သွယ်လို့ရမှာကျွန်တော်ကဆက်သွယ်လို့မရအောင်ပြီးတော့ဖုန်းတွေကလည်းတစ်လုံးဆက်တာဆိုတော့ကျွန်တော်တို့မမှတ်မိတော့ပါဘူးမင်းတို့ငွေလွှဲရင်ဘယ်ဖန်ကိုအသုံးချပြီးလွှဲတာများလဲအဲ့ဒါလည်းမဝိုင်းမစီနေတာပါကျွန်တော်ဒီတလောက်တော့ရာမညာဖောင်အများဆုံးလွှဲပါတယ် online ထောင်ချောင်းတွေရီပြူစေခြင်းယုံလိုက်ရမမယ်မလုံးရပေးလာတာတော့ဘောမပါတော့မယ်မြေဝါပိုက်စံညာစွာဘဝစာမေကေနာလူပါ online ထောင်ချောင်းတွေရီပြူစေခြင်းယုံလိုက်ရမမယ်မလုံးရပေးလာစားလေမပါတော့မယ်မြေဝါတေးတဲ့ရေရာဘဝစာမေကေနာလူပါဘဝစာမေကေနာလူပါရီကျူကြီးကြကျွန်တော်တို့ကလူစုပေးုံတက်ပါလူစုပေးပြီးွားပြီဆိုရင်တို့နဲ့တွေ့ပြီးလိုက်တာပါပဲဒါဆိုလို့ရှိရင်တော့မဝိုင်းထပ်မှာခေါင်းဆောင်တွေအများကြီးရှိအောင်ရှိမှလို့တော့ထင်ပါတယ်ကျွန်တော်အတိအကျမသိပါဘူးမင်းတို့လူတယောက်ပွဲစားကဘယ်လောက်ရလဲတသိန်းပါဆရာအခုမင်းတို့လိန်စားနေတာဘယ်နှစ်ယောက်လောက်ရှိသွားလဲ300ကျော်လောက်တော့ရှိပါပြီဆရာဒီနေ့တော့နားလဲပါကျွန်တော်တို့ဘာမှစီစဉ်ထားလဲဆရာဒီမှာပဲထိုင်နေမအိပ်ဖို့မပြောနဲ့မျက်တောင်တော့မခံနိုင်ပါဘူးတင်းကြပါတကယ်လို့ဗျာဒီကောင်တွေကိုမင်းဘယ်လိုထင်လဲဖြေတာတော့ဖြေပါလိမ့်မယ်ခဏလေးဒါပေမဲ့တီးကြတော့တီးရမှာမဟုတ်ဘူးဗျဘာလို့လဲဆိုတော့ထက်ကစီမံနေတဲ့သူကအစင်းစိတ်ခွင်းဆက်ဖြတ်ထားပုံရပါမယ်ဒီ operation မှာမင်းလည်းပါနေတာဆိုတော့မင်းကဘယ်လိုထင်လဲအဲ့အဒီကခွင်းဆက်ဖြတ်တဲ့သူကတော်တော်တည်တတ်တယ်လို့ထင်တဲ့ဌာနမှာဟုတ်တယ်ခွင်းဆက်ဖြတ်တာတော်တော်တည်တတ်တယ်သူတို့ကရဲနဲ့လက်တကန်းအလိုမှာလာပြီးကစားနေကြတာငါတို့နဲ့သူတို့ကြားမှာ
ဒီလိုကောင်မျိုးတွေအများကြီးထိုးကျွေးထားတယ်ကွာအဲ့တော့မင်းဆိုရင်ဘယ်လိုလုပ်မလဲ ကျွန်တော်ဆိုရင်မောင်ဝိုင်းကိုစုံစမ်းဖို့ကပထမဦးဆုံးလို့ထင်တယ်ဗျအဲ့ဒါမှကျန်တဲ့အစတွေပါဆွဲထုတ်လို့ရမှာထင်တယ် ဟုတ်တယ်ဒီကောင်တွေကတာမန်လူလိန်တွေပို့တယ်ပြီးတော့နေဆက်မှာရှိတဲ့ဒုစရိုက်ခိုင်းနေရလဲပါဝင်ပတ်သက်နေနိုင်တယ်ကွာကိုင်နာတွေ့တာကိုတော်တော်ကြီးသတိကြီးထားရမယ်ကဲကိုချစ်မောင်ခင်ဗျားပဲအနိကကြီးရပြီးဆောင်ရွက်ပါ ဟုတ်ကဲ့ပါဌာနမှဘိုးဘန်းရထားတဲ့ဗန်နေနဲ့ပတ်သက်တဲ့အချက်လက်တွေအားလုံးနေသေးဦးတို့ဖို့ကျွန်တော်ပေးလိုက်ပါမယ် ကောင်းပြီဒီအချက်လက်တွေကိုအခြေခံပြီးတော့မင်းတို့ဆက်လုပ်ပါ3ရက်တွင်ထူးခြားမှုငါလိုချင်တယ် ကိုနေသားကြီးမင်္ဂလာပါတွေ့ရမှာကြာပြီ ဟောနေကိုကျော်သက် ဟောဘာယူမလို့လဲယူလေ ကျွန်တော်ဝိုင်ပေးတဲ့ငွေလွှဲချင်တော့ဗျ အော်ရပါတယ်ကျွန်တော်ထည့်ပေးလိုက်မယ်ဘယ်လောက်ထည့်မှာလဲ30 30ဆိုရင်တော့နှစ်ခေါက်ခွဲထဲမှာရမယ်အခုဖုန်းနဲ့ပဲထည့်မှာမလားဟုတ်ကဲ့ဟုတ်ကျွန်တော်ထည့်ပေးလိုက်မယ်လွှဲလိုက်ပါပြီ ရောက်တယ်ကျေးဇူးဒါနဲ့ကိုကျော်သက်က IT အကြောင်းဆင်းနော် ဟုတ်ပါတယ် ID နဲ့အကြောင်းပြီးထားတာပါအခုလောလောဆယ်တော့ science တစ်ဖက်နဲ့ software engineering program မှာလုပ်နေပါတယ်ဘာဖြစ်လို့လဲကိုနေသား ဘာမှမဟုတ်ပါဘူးတတိပေးချင်လို့ပါလားဒီဘက်နောက်ပိုင်းမှာ online ငွေလိမ်တဲ့လူတွေကတအားစိုးနေကြတာဒီကောင်တွေကပြီးတော့ဒီနည်းပညာကိုရမ်းကျွမ်းနေတာကျွန်တော်ရေးတော်မရှိခဲ့ကိုကျော်သက်ကနေ့စဉ်ဒီငွေလိမ်တဲ့အလုပ်တွေကိုလုပ်နေတာဆိုချက်လေးမှားသွားရင်တိန်ရာနဲ့ချီပလုံသွားမှာဆို အခုထိဖမ်းလို့မမိသေးတာလား ဒီကောင်တွေကအုံနဲ့ကျင်းနဲ့ဖွဲ့လိုက်တော့လှုပ်ရှားနေတာကျွန်တော်မိထားတဲ့ကောင်တွေကလည်းခိုင်းဖျားခိုင်းတာတူစတယ်ဗျာ တော်တော်ဆရာကြားတဲ့ကောင်လေးပဲဗျာအေးဗျာတိုးတက်မှုတိုင်းမှာတော့စုံယုံမှုဆိုတာရှိကြတာပဲလေဒါကိုရှောင်နိုင်ရင်တော့လွတ်ပါတယ်ဟောဒါနဲ့ကျွန်တော်ညီမလေးတရင်ရောဗာကြားသေးတယ်ကိုနေသား ဘာတော့ထူးသေးဘူးဗျာတရင်ထူရနဲ့ကျွန်တော်ကိုကျော်တော့ဆက်သွယ်ပါမယ်အဲကြောင့်ဖွင့်ပြပါ ဟုတ်ကဲ့ကောင်းပါပြီ Loca
ကမနင်ဘာလုပ်နေဟမ်နင်ဘာလုပ်နေရလဲအလုပ်ကိုစိတ်ဝင်စားဘူးလားနင်ကတာခဲ့9ရက်ပေးထားတာအခုမပြေဘူးဟမ်နင်စိတ်မဝင်စားဘူးလားအလုပ်ကိုဟာကမစိတ်မဝင်စားဘူးလားဟမ်သိချင်နေပြီလားဟာဟဲ့သူအင်ချက်ပဲမင်းလားဟဲ့ငါမင်းနဲ့မင်းလားမင်းတနာယူနေရလားသူမပြောဘူးလားပြန်ချင်းအဲ့မျိုးလုံးနဲ့ပြန်ကြည့်တယ်အဲ့မျိုးလုံးနဲ့ပြန်ကြည့်တယ်ဟောပြန်ကြည့်တယ်ခေါင်းငုံထားနင်ငါမင်းစိတ်ဝင်စားဟမ်စိတ်မဝင်သားဘူးလား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 ဟမ်အလုံးလုံးနေတာနော်ခဲလုံးနေကြောက်ခဲတယ်မို့အဲ့ဒါပတ်စံနေအချိန်နဲ့ပတ်စံနေနင်နားလေလားရန်ကုန်လာမအောင်ကြိုမပြောမိလို့ခွင့်လွှတ်နော် ဟုတ်ပါတယ် လက်ကလည်းအေးဆက်နေရမယ် ကြောက် မကလေးလိုပဲနော် ရှင် သိချစ်တယ်ဗျာ ဟောလေဒီညိုင်းမှာအဲ့ ချစ်တယ်ဆိုတဲ့စကားအချိန်ရွေးစရာမလိုနေရာရွေးစရာမလိုနားထောင်တဲ့လူကလည်းနေရာရွေးစရာမလိုအချိန်ရွေးစရာမလို မောင်အဲ့တဲ့ခေါ်လာမယ်ဆို Toyota one time a day, Tom with you. Nice to meet you, Mr. John, my name is John. I'm a close friend of Year 2. You mean everything to him. Aphrodite. Thank you. By the way, Year 2, are you going to marry her? Of course. Lucky girl. Thank you, John. Thank you. Okay, take your time, Year 2. I will wait you over there. Okay. ဒီဘမှာရှိတဲ့စီးပွားရေးမှာပါဝင်ဖြစ်တယ်ဆိုတာကလည်းမောင်တတိရဲ့ကျေးဇူးကြောင့်ပဲ။မာသူစီမှာ15နှစ်လုံးရိုးသားအလုပ်လုပ်ခဲ့။ပြီးတော့သူလိုအပ်နေတဲ့ကြောက်ကတချမ်းအောင်ပါမောင်လူပေးခဲ့တယ် သူ့မှာမိသားစုမရှိလို့လား ။ရှိရဲ့သူမိသားစုက Switzerland ။အဲကြောင့်လည်းဒီမှာရှိရဲ့လုပ်ငန်းတွေအားလုံးအောင်မောင်နဲ့ပဲလွှဲထားခဲ့ပြီးတော့ Switzerland လိုက်သွားတယ် မောင်ကရောသူတို့စီလိုက်တော့မှာလား ။လိုက်သွား။အမှန်တိုင်းပြောရရင်မောင်မြန်မာပြည်မှာပဲနေချင်တယ်။ကိုယ်တိုင်းပြည်မှာလည်းနိုင်ငံခြားသားတွေကိုဆွဲဆောင်နိုင်တဲ့ထင်ကြနေရရင်ရရှိရပဲ။ကိုကအဲ့နေရာတွေမှာစီးပွားရေးရင်းနှီးမြှုပ်နှံမှုပြင်ဆင်တယ်။မောင်ရှေ့အတွက်ဘာတွေစဉ်းစားမိပြီလဲ ဘာမှစီစဉ်ထားတာတော့မရှိပါဘူးမမတည်တည်ချာချာတိုင်ပင်ရမယ်ညီကိုမောင်နှမအရင်းချာတွေဆိုလဲအနားမှာတရားမှရှိတာမဟုတ်မိဘတွေထားခဲ့တဲ့အမွေကများတယ်ဆိုပေမဲ့အဲ့ဒီအမွေတွေကိုတိုးပွားအောင်တော့လုပ်ချင်သေးရပေါ့မနာမှာတည်တည်ချာချာ guideline လုပ်ပေးမဲ့သူတယောက်တော့လူတာပေါ့ ကိုအားကိုကိုးစမ်းပါမရဲ့မအနေနဲ့ဒီညရင်ချက်တင်နေပြီအပြောဆိုအနေထိုင် social ကြတာအစသူ့အလွာလိုက်ပြောင်းလဲပေးရတယ်ရေတောက်တာအစတစ်ဖက်လူကိုဆွဲဆောင်တယ် အဲ့ဒါကြောင့်ပြောရပေါ့မနာမှာတည်ချာ guideline လုပ်ပေးမဲ့လူတယောက်လူပါတယ်ဆို မောင် guideline ပေးတာမဟုတ်ဘူးနော်မောင်နဲ့မနဲ့အခု
ကြုံတွေ့တဲ့ခဏလေး မောင်ကခဏတာလေးလို့ထင်ရင်မှားမှာပေါ့မားလေမောင်ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုစိတ်ဝင်စားမောင်မှာဘာမှမရှိရင်တော့မချင်နေပါ ကျေးဇူးပါမား မောင်ကိုကျေးဇူးတင်ရမှာမောင်ရဲ့အချိန်တွေငွေတွေကိုတန်ဖိုးရှိအောင်မောင်တင်ပေးနေလို့မောင်ကိုကျေးဇူးတင်တာမောင်မှာအချမ်းတစ်ခုရှိတယ်သိလား ပါပါလေ မောင်လုပ်ငန်းတွေထဲမှာမရှယ်ယာထည့်မယ်မောင်ကိုမယုံလို့လားမအချမ်းသာခြင်းလို့မဟုတ်ဘူးနော်တန်ဖိုးရှိအောင် မလွယ်ဘူးမားရဲ့နိုင်ငံခြားသားတွေနဲ့လှုပ်လှုပ်တဲ့နေရာမှာတိတ်တတိထားရတယ် မနာမည်နဲ့မဟုတ်ဘဲနဲ့မောင်နာမည်နဲ့ရှယ်ယာတိုးတယ်ဆိုတဲ့သဘောမျိုးဆိုရင်ရောဘာလဲမောင်ကမောင်ကိုမယုံလို့လား ယုံပါတယ်ဒါပေမဲ့မောင်ရဲ့အလုပ်တွေမှာဝင်လာဖို့ဆိုတာကအစင်းစင်းတွေအများကြီးကြော်ဖြစ်ရတိတ်လက်ခက်ခဲမောင်ကလည်းစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်စေချင်တာတော့အမှန်ပဲမောင်အစွမ်းကိုစူးစမ်းကြည့်မယ်ဗျာရမရတော့မသေးကြအောင်အာမမဟုတ် အကောင်းဆုံးဆိုရင်တော့အတိုင်းထက်လွန်ပေါ်မောင်ရဲ့မဘက်ကတော့ငွေအားရောလူအားရောစင်သင့်မယ်မောင်စူးစမ်းပြီနော် ဟုတ်ကဲ့ပါခင်ဗျာ ဟဲ့မေးသက်တငယ်ချင်းနင့်ထိုင်ရည်တက်တာရဲ့လားငါဘာလုပ်ပေးရမလဲတက်တာပါလေအဲ့ဒါဆိုရင်လေတက်တောင့်တက်တာနေလीဟာနင်းကြည့်ရတာလေလေတကူဖြစ်နေတယ်လို့ပဲဘာဖြစ်နေရလဲငါဒီလုံးမစိတ်မပါဘူးလားမေဖြစ်နိုင်လေငါထပ်ပြီးတော့ထွက်သွားလိုက်ချင်တယ်မဖြစ်နိုင်ဘူးငါတို့ဒီနေရာကနေလွတ်မြောက်ဖို့ဆိုတာလေအိမ်မက်ထဲမှာတော့မဖြစ်နိုင်ဘူးအေးအကယ်အိမ်မက်ထဲမှာလွတ်သွားတယ်ဆိုရင်တော့အဲ့ဒါတော်တော်ကံကောင်းတယ်လို့ပဲပြောရမယ်အဝင်ရှိတာပဲအထွက်လည်းရှိရမှာအဲ့ဒီအထွက်မှာငါတို့ပတ်စံပါသွားဖို့လိုတယ်လေမိသက်ငါတို့ဒီကိုပတ်စံရှာဖို့လာခဲ့တာမဟုတ်ဘူးလားအပြောင်းလဲတွေအားလုံးကလည်းပတ်စံပေါ်မှာပဲမူတည်တယ်တော်စမ်းမှာလူတိုင်းကိုလိမ်ပြီးမှရတဲ့ပတ်စံငါရှွန်တယ်တရောင်းစားတော့ငါတို့ထက်လက်ပြလုံးမယ်အေးငါကတော့အဲ့ဒီလက်ပြတွေပစင်းနေငါမသိဘူးငါသားလဲငါအနာမခံနိုင်ဘူးဟိုကောင်ကြီးအသေးလောက်တယ်ဆိုတာနင်လဲကိုတွေ့ပဲဟာယူဟဲ့ကိုးပြမာယာကိုအတုံးချတတ်တယ်ဆိုရင်ငါတို့ဒီနေရာကနေဖြည်းဖြည်းနဲ့နှိမ့်နှိမ့်လေးထွက်သွားလို့ရတယ်နင်မအကြံနေရလဲလာမယ်နင်ရဲ့အကြံကိုငါသိနေတယ်လို့ပဲနော်အေးလက်စုပ်လက်ကင်လဲပြလို့မရဘူးဘယ်နေရာမှလည်းရှာလို့မရဘူးဟောဒီပါစပ်ပြားပေါ်မှာမူတည်နေတဲ့အချစ်ဆိုတဲ့အရာကိုပြောတယ်ရှာပြီလာပြန်ပြီလားအချစ်အဲ့ဒီခက်ကြောင်ကြောင်အတွေးခက်ကြောင်ကြောင်အချစ်တွေကြောင့်ငါဒီလိုဖြစ်မောင်7မိနစ်နောက်ကြာရနော်ဆယ်ဝါဘီယာအဲ့တဲ့ရောက်လာလို့နောက်ကျသွားတာပါချီရဲ့ အမှန်တိုင်းဝင်ခရရလေအဲ့ဒီထဲမှာချစ်ကိုမြတ်တွေ့မလာတော့အောင်မောက်ရှာနေမိသေးတယ် အပိုတွေပါတော့သူကိုရီးယားမှာလေးငန်းနေပြီ 나는요 이 한국에 살고 있는 여자들의 미소는 그것보다 내 여친이 훨씬 더 이뻐. 아치고 이 편이야 벌리 하라. 미따우리야 랄라네 이 편에 름 허푸너 우치 험. 아 근데
내가 줬던 그 선물 잘 받았어? 나 그거 궁금하고 있는데 ရောက်ပြီဖွင့်ကြည့်ပြီးသားပြီဒီမှာ 어떻게? 마음에 들어? 그거 안에 나의 사랑이 많이 들어가 있어. 나는 미얀마로는 잘 모르겠지만 그냥 내가 느낀 대로만 말하는 거야. စိတ်ဝင်စားစရာကောင်းတာပဲ 진짜지. 그 사물 안에 나의 사람과 그림이 많이 있어. 정말 보고 싶다 자기야. လွယ်လိုက်လာခဲ့တော့လေအဲ့ဖုန်းနဲ့အတန်နေတယ်မောင်ရဲ့နှကမ်းပြထွက်လာမယ့်စကားတန်ကြားချင်တာ 나는요 자기의 행수 남자를 너무 보고 싶어. 사실은 나는 한국에 더 살고 싶지는 않아. 나의 미래는 자기가 있는 거야. 나는 부자가 되는 것보다 자기와 함께 있는 나의 미래를 더 좋아. ဟာတော်ပြီကွာမောင်မိသက်မိတာဖြေအောင်လေ ဟယ်လို ဟယ်လိုမတ်မေတက်ဝရီလားခင်ဗျာ ဟုတ်ကဲ့ကျမမိသက်ဝရီပါပြောပါရှင် ဟုတ်ကဲ့ပါအမကြီးအမနာမည်နဲ့ကိုရီးယားကနေပါဆယ်ထည့်ပေးလိုက်တာရောက်နေပါတယ်အဲ့ဒီပါဆယ်ကိုကာစတန်ကစစ်တဲ့ခါကျတော့ဒေါ်လာငွေဆက်ကူတော်တော်များများပါနေတာကိုတွေ့ရပါတယ်တကယ်တော့အဲ့ဒီနဲ့ဒေါ်လာငွေပို့တယ်ဆိုတာတရားဝင်ဘူးမရဲ့ ရှင်ကိုရီးယားနေဟလား ဟုတ်ပါတယ်ခင်ဗျာ ဟိုဂျီဟွန်နာမည်နဲ့ပို့လိုက်တာလားမသိဘူး ဟုတ်ပါတယ်ဂျီဟုနာမည်နဲ့ပို့လိုက်တာပါ အဲ့ဒါဆိုခဏလေးနော်ဟိုကျမပြန်ဆက်သွယ်ပေးပါမယ်ဟုတ်ပါမေးလိုက်အောင်မယ်နော်မောင်ဘာတွေပို့လိုက်တာလဲကြိုလည်းမပြောဘူးကွာ ကြိုပြောပြီးပို့ရတာတက်ခုလိုပို့ရတာပိုရတာရှိတယ်လေဒါချစ်တော်မောင်ရဲ့လက်ဆောင်နော်မောင်စိတ်ချမယ် စိတ်ချပါမောင်ရဲ့ဒါမဲ့လည်းမောင်ရဲ့ဒေါ်လာတွေပါနေတဲ့ဥစ္စာကိုပါဆယ်နဲ့ပို့လိုက်ရလား အဲ့တော့မောင်မပါချစ်ရဲ့ချစ်အတွက်ရည်ရွယ်ပြီးရှာထားတဲ့ပတ်စံလေးမလို့ချစ်ရဲ့လက်ကလေးနဲ့ပထမဆုံးထိစေချင်လို့မောင်ပါဆယ်နဲ့ထည့်ပို့လိုက်တာ 그건 내 선물이야 조심해 자기야 아빠 ဟယ်လိုဟိုဆဆောကလေဟိုကိုရီးယားနိုင်ငံကပို့လိုက်တဲ့ပါဆယ်အတွက်အခွန်ဆောင်မှုကျမပြောလာခဲ့ရမယ် လာစရာမလိုပါဘူးအမဟိုအွန်လိုင်းကနေစောင့်လို့ရပါတယ်ဒါပေမဲ့ဒီနေ့စောင့်မှရမယ်နော်အမဒါမှဒီနေ့ပါဆယ်ထုတ်လို့ရမှာပါ အော်ဟုတ်ဟိုကျမဘယ်တော့ဆောင်မလဲ ဟုတ်ကဲ့စောင့်မယ့်ဝေပမာဏက360ပါအမ ဟော360ဟုတ်ဟိုကျမအွန်လိုင်းနေဆောင်လိုက်ပါမယ်ကျမအကောင့်လေးပို့ရအောင်နော် ဟုတ်ကဲ့ပါခင်ဗျာ ဟယ်လို sorry ပါအမရဲ့အမတကယ်ပေးဆောင်ရမယ့်ငွေပမာဏကိုကျွန်တော်တို့ဘက်ကမှားပြောလိုက်လို့တောင်းပန်ပါတယ်ဟိုအမတကယ်ပေးဆောင်ရမယ့်ငွေက3950ဗျ အဲ့လောက်တော့ဆောင်ပါလား ဟုတ်ပါတယ်အမဟိုအမစီကိုပို့လိုက်တဲ့ဒေါ်လာတွေကဒေါ်လာ3သိန်းကျော်တယ်ဗျဟိုပွင့်ပွင့်လင်းလင်းပြောရရင်အဲ့ဒီလိုပို့တော့တရားဝင်မှုအမရဲ့ဟိုဒါကြောင့်ကျွန်တော်တို့ဒီကျွန်တော်တို့ခါနဲ့လောက်ရတာပါဟိုအဲ့လိုမှမဟုတ်ရင်တော့ပို့တဲ့သူရောတည်တဲ့သူရောလက်ခံတဲ့သူကဖန်ခံရလိမ့်မယ် အဲ့ဆိုခဏလေးနော်ကျမဖုန်းပြန်ဆက်ပေးပါမယ် ဟိုဒါပေမဲ့ဒီနေ့ညနေ9:00နာရီမကျော်ခင်တော့စောင့်ဝေးမှရမယ်နော်အမ9:00နာရီကျော်သွားရင်တော့ကျွန်တော်တို့ဘက်ကတာဝန်ယူမှာမဟုတ်ဘူးတက်ဆိုင်ရာကလည်းအမကိုလာရောက်ဖမ်းဆီးပါလိမ့်မယ်ကျွန်တော်တို့စီသားမြန်မြန်ပြန်ဆက်သွယ်ပေးပါနော်အမ အခွန်ဆောင်မှာ3950ထဲမှာဘယ်လိုလုပ်ကြမလဲဟိုမောင်ထည့်ပေးလိုက်တာဒေါ်လာ3သိန်းဆိုအဲ့ဒါဟုတ်လားဟိုမောင်မယုံလို့မေးတာမဟုတ်နော်ဟိုတေချာအောင်လို့မေးတာချစ်ကမောင်ရှုံးတယ် လောလောဆယ်အခွန်ဆောင်ဖို့အတွက်ချစ်မှစိုက်ထားစရာပတ်စံမရှိတော့ဘူးလားဒါဆိုမောင်မနှက်ဖြံမှာထည့်ပေးလိုက်မယ်လေ ဟာအဲ့လောက်ထိအချိန်မရှိဘူးမောင်ရဲ့ဟိုဖောက်ဘက်ကနေလေညနေ9:00နာရီမတိုင်ခင်အခွန်ဆောင်အောင်မယ်တဲ့မဆောင်လို့ရှင်ပါဆယ်တွေစုံးပြီရဲ့ ပြဿနာပဲကွာချစ်မှအခုအဲ့ဒီခက်ခဲကိုဖြေရှင်းဖို့မလွယ်တော့ဘူးလား ဟိုမလွယ်ဘူးတော့မဟုတ်ပါဘူးအဖေစီကနေအလုပ်လုပ်မယ်ဆိုပြီးတောင်းထားပတ်စံတွေတော့ရှိတယ်ဒါပေမဲ့အဲ့ပတ်စံတွေအခွန်ဆောင်လိုက်ရင်ချစ်မှ300မရှိတော့ဘူး ဟာမခက်ပါဘူးကွာပါဆယ်ရောက်တော့မှအဖေပတ်စံကိုပြန်ပေးလိုက်လေပြီးရင်ပိုးတဲ့ပတ်စံကိုချစ်နမန်နဲ့ဗန်ထဲမှာထည့်ထားပေါ့
နောက်တစ်ခါမောင်ထက်လွဲပြီးရင်တော့ညီမပြီးတော့အပြီးပြန်ထွက်ခဲ့မယ် မောင်တကယ်ပြောရလား ထိုင်ရနာကြီး ဝမ်းသာလိုက်တာမောင်ရဲ့အဲ့ဆိုလို့ရှိရင်ချက်အခုပဲလှလိုက်တော့မယ်နော် ကိုစိုး ဟာဂျီဟန် congratulations thank you ကိုစိုး ဘလို့လဲ mission မှာဟာနိုင်ကြီးခဲ့လား ရာမြောက်အကောင့်တွေဝင်လာတော့ရင်မခုံပါဘူးကိုရရင်ခုံပြီးမှဆိုလို့အလုပ်ပြရတယ် order လိုက်ပြီ Facebook အကောင့်တော့တီးလိုက်ပြီ တပည့်ရောက်မြောက် 14ရောက် အဲ့လိုမျိုးထုတ်ရရှိတဲ့ပေါ်နေစီထုတ်လိုက် ဟုတ်ကဲ့ဗျာ မိသက်ဝရီအဲ့ဒီပတ်စံတွေပဲရောက်ကုန်မယ်ဟဲ့မိသက်ဝရီနင့်ငါပေးထားတာ4-5-6သိန်းမဟုတ်ဘူးနော်ဟဲ့ပြောဒီပတ်စံကြဘာလို့ပိတ်ထားတာလဲအဲ့ပတ်စံတွေပဲရောက်ကုန်လဲလို့ဟာကွာဘာလုံးမှမရှိတဲ့လူကကွာဒီသိန်းတစ်ထောင်ကျော်ကိုသုံးပြရတယ်ဖြောင်းပြရတယ်လို့အဲ့ဒီပတ်စံတွေကလေငါသားကြီးကြော်သက်ရှာထားတဲ့ပတ်စံတွေ ကိုတင်တဲ့ရှင်သားသမီးချင်းတူတူခွက်ချမဆက်ဆံပါနဲ့ဒီအိမ်မှာဘသူပဲပတ်စံရှာဒါမိသားစုပတ်စံပဲသိန်းတစ်ထောင်လောက်နဲ့ကျမတို့ဝဲမသွားပါဘူး မင်းဝင်းမပါနဲ့နော်ဒီမှာငါအိမ်တော်ဦးစီးတစ်ယောက်အနေနဲ့ပြောတဲ့ပြောလိုက်တာပြောရမှာပဲကွာဒီမှာမေသက်ဝရီနင့်ပုံမှာထားတဲ့ငါရဲ့ယုံကြည်မှုတွေဘာမှမရှိတော့အကုန်လုံးပြက်စီးသွားပြီအဲ့ဒီသိန်းတစ်ထောင်ကျော်အတွက်နင်ဘာပြန်လုပ်ရမလဲဆိုတာကိုသေချာစဉ်းစားသေချာဆုံးဖြတ် ငါအိမ်မောဆင်းလာခဲ့ပြီလားမေငါမပြန်ရှင်တော့ငါပြင်းနေငါဆိုတော့လေအိမ်ငါအမှန်တိုင်းဖို့မပြောရင်ငါနဲ့အတူနေပြီးတော့အလုပ်တစ်ခုခုလုပ်ချင်တယ်လားမေနေကဘာလုပ်ချင်လဲဒီကအဆင်ပြေရပေါ့ဖြစ်နိုင်မယ်ဆိုရင်ငါနဲ့အတူတူလုပ်ချင်တယ်အေးနင်ဆုံးဖြတ်ပြီးပြီဆိုတော့လေနင်သဘောတိုင်းပဲပေါ့ငါ online ပေါ်မှာအလုပ်ခေါ်စာတစ်ခုတွေ့ရတယ်ဒီဟာလာစားလဲကောင်းတယ်ဟာငါတို့နှစ်ယောက်အတူတူတွားချောက်ကြမလားဆိုမောင်ရှင်းတဲ့တွေ့ရမျက်နှာမကောင်းဘူးနော်ဘာဖြစ်နေရလဲဘာလို့လူမကြဖြစ်နေရလဲ စိတ်သွားရင်ကုန်မပါဘူးကွာ ချစ်ကြောင်လားဒါမှမဟုတ်ချစ်ရှူတင်နေကြမောင်စိတ်ညစ်နေရလားအဲ့လိုဖြစ်မှာဆိုလို့နော်ချစ်တင်နေတနေကုန်ရှူတင်နေအကုန်လုံးဖြတ်ထားတာမောင်သွားချင်တဲ့နေရာသွားကြမယ်လေ တော်ပါပြီစိတ်ညစ်နေဘယ်မှမသွားကြ မောင်ရဲ့ဘာဖြစ်နေရလဲချုပ်ကိုပြောပြလေနော်မောင်ဖုန်းလာနေလေမောင်ရဲ့ ထားလိုက်မကိုင်းချင် ဘာလဲဘယ်ကဖုန်းမို့လို့လဲဘယ်ကောင်မှဆက်တော့လဲဒီကတ် ဟဲ့မကိုင်း မင်းသမီးခင်ယူပါလား ဟုတ်ပါတယ် မင်းကဇော်တက်ဖုန်းကိုကင်နေဆိုတော့မင်းနဲ့ဇော်တက်အတူတူရှိနေတာပေါ့တော်ပဲကွာ ဟုတ်တယ်ဘာဖြစ်လို့လဲဘယ်သူလဲမသိဘူး ငါတို့ဘယ်သူလဲသိရင်လည်းဆိုရင်တေချာနားထောင်မင်းရဲ့ချစ်လာစွာတော့ဇော်တက်ကငါတို့စီကနေပတ်စံ3,000ယူထားတယ်အဲ့ဒီ3,000ငါတို့ပြန်တောင်းတော့လေဒီကောင်ကပတ်ပြေးနေတာဖုန်းဆက်တော့လဲမကင်ဘူးအေးဖုန်းကင်တော့လဲဆဲတယ်တစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်တော့ငါတို့ဒီခံနိုင်တဲ့စွမ်းကကုန်သွားပြီအဲ့တော့
ဒီကောင်နဲ့ငါတို့အပေးယူတစ်ခုလုပ်မယ်အဲ့ဒီအပေးယူတော့မှမင်းလည်းပါတယ်နော်အဲ့ဒါဘာလဲဆိုတော့မင်းနဲ့မင်းကောင်ရဲ့အဲ့ရတွေကဇလန်းလေးပဲအဲ့ဒီဗီဒီယိုဖိုင်ကငါတို့လက်ထဲကိုရောက်နေပြီနော်ငါတို့အဲ့ဒါကိုတင်နေတာလက်ကိုရားနေတာပဲဒါကိုငါတို့ဘက်ကခေါင်းစဉ်လှလှလေးတက်ပြီးတော့လိုင်းမော်တင်လိုက်မယ်ဆိုရင်ဘာဖြစ်သွားမလဲအဲ့ဒီတော့လိုင်းမော်အတင်ခံမလားအဆန်သိန်း2000ကိုပြန်ပေးမလားအော်နေဖုန်းမချနဲ့ဟုတ်ငါပြောလို့မပြီးသေးဘူးမင်းကအကယ်ဒမီရထားတာမကြသေးဘူးနော်ဒီလိုပဲငါတို့ရထားတဲ့ဗီဒီယိုဖိုင်ကလည်းပူပူနွေးနွေးပဲရှိသေးတယ်အဲ့ဒီဗီဒီယိုဖိုင်သာလိုင်းမော်တက်သွားရင်တော့မင်းဘဝစုတ်ပြတ်တက်သွားမှာပဲမင်းတို့လည်းဘယ်သူမှခေါ်သုံးတော့မှာမဟုတ်ဘူးမင်းကရောဘလူးမျက်နှာထားမျိုးနဲ့လူတော့တိုးမလဲအေးတခုတော့ရှိတာပေါ့ကွာ HD ဆိုရင်တော့မင်းကိုခေါ်သုံးရင်သုံးပါပါမောင်ဘာလုံးမယ်စိတ်ကူးထားလဲမောင်အဖေကိုသိချင်တာနော်ချစ်ကတော့ချစ်ဘာလုံးရမယ်ဆိုတော့သိပြီးပါပြီနေစမ်းမအောင်အဲ့ဒီကိစ္စတွေကဘယ်အစတာချစ်လည်းမသိရပါလားရှင်းပြစကုံပါပဲကွာချောင်းပါစပိုက်ဒါချင်းဝေလုပ်ငန်းရမှာဆိုတော့ချင်းဝေယူလာကြတယ်ဟုတ်ယူလာပါလေဟုတ်ကဲ့ကျွန်တော်တို့ချင်းဝေလုပ်ငန်းရဲ့စီမင်းစည်းကမ်းရအတိုးရောရင်းမှာတိတ်နေရပြန်ဆက်ရပါလိမ့်မယ်မင်းတို့ကအဲ့ဒီပတ်စံပိန်းနေရမယ်ငါရှိကိုဖုန်းမျိုးစုံဆက်နေဘာလဲမင်းတို့အားရနေကြတယ်လို့ထင်နိုင်တယ်ဆိုတော့အဓိကအဲ့ဒီတိတ်နေရကိုပြန်မဆက်ရင်တိတ်ထောင်ဖြစ်သွားလိမ့်မယ်နော်ခွေးမှာကကြောက်တော့မတုံးနဲ့တော့မင်းတတ်တူသွားမယ်မင်းတို့ကငါ့ကိုအကျွေးတောင်းနေတာလားချင်းချောင်းချင်းချောက်တယ်ဟုတ်လားချင်းချောက်တာတဲ့ပို့တယ်မောင်ရဲ့ဒီကိစ္စကလေမောင်မစင်ကျင်လို့ဖြစ်ရတာအဲ့ဒီ online လောင်းကစားနဲ့ပတ်သက်ပြီးဒီလောက်ပြဿနာတွေတိုင်နေမောင်တလောက်လေးအောင်မသိဘူးလားစောတဲ့အခုကိစ္စကလေ online လောင်းကစားတစ်ခုလေဆိုငါမပြောသိလားအဲ့ရပါအတူတူနေတဲ့ကိစ္စတွေပါပါတယ်နေရောငါနဲ့လုံးမြောင်းနဲ့ရောက်ပြီးငါဘွားလည်းတွားပြီငါဘာလို့မျက်နှာနဲ့ပြိတ္တရှိကိုထွက်ရမှာလဲငါဒီမျက်ခွက်နဲ့လှုပ်ရှားနေတာဆိုင်အဲ့လောက်ကျန်းနေငါချီးတာ2သိန်းပဲဒါတတ်မှန်ငါငွေညစ်နေတာလေအဲ့ဒါနေကိစ္စလေငါမသိဘူးအခုတို့တောင်းတာသိန်း2000အေးအဲ့ဒီသိန်း2000ပေးလိုက်ရောအဲ့ဒီဗီဒီယိုဖိုင်မပြောင်းလို့နင်အာမခံရဲလားငါဘဝငါတိဆောက်ထားတဲ့ငါလိုချင်တဲ့ငါဘဝကိုနင်မီးရှို့လိုက်တာဘာဆိုင်လို့မရတော့ဘူးနင်ကလေနင်ဘဝလူမသိသူမသိနင်ဖြတ်တန်းလို့ရတယ်ငါဖြတ်တန်းလို့မရဘူးငါအကယ်ဒမီမင်းသမီးဟဲ့你们是背着呢？俺再报哪边了？再报来哪里来着呗？那个，但我们是一个。ဆောတဲ့အဲ့ဒီကိစ္စလေးရတယ်ငါငါရှင်းလိုက်မယ်ပတ်စံသိန်း2000ကလို့သိန်း4တောင်လေငါပေးလိုက်မယ်ဟာနင်ငါနဲ့လာမပတ်တယ်ငါနဲ့တော့မမြင်ချင်ဘူးတော်လိုက်တော့တော်ဆိုတဲ့တော်လိုက်တော့ဖုန်းကန်ပါတကယ်ပဲစိတ်ညစ်လာဟယ်လိုမောင်အော်ဘာလို့ဖုန်းမကန်တော့လဲဒီမှာခေါ်နေရကြာလာပြီရောမရှယ်ဝင်မဲ့ကိစ္စကိုပုတ်ဖွဲ့နေအစည်းအဝေးလုပ်နေတာဟုတ်လို့လားအကြာကြီးပဲကြားတယ်ဆိုတာမရဲ့အကြောင်းကိုပုတ်ဖွဲ့တွေကစိတ်ဝင်စားနေတာအဲ့ဆိုမောင်ကဘာပြောလိုက်လဲသူတို့အမှန်တိုင်းပဲပြောလိုက်တယ်လေအခုရှယ်ဝင်မဲ့အမျိုးသမီးကကျွန်တော်လက်ထပ်မဲ့ဇနီးလောင်းပါလို့မောင်လက်ထပ်မဲ့လို့ဘယ်သူကပြောလို့လဲလက်မထပ်ဘူးလားရရလေလက်ထပ်မဲ့ရှယ်ရှင်တယောက်ကိုရှာလိုက်မှာပေါ့ဟေ့ရမင်းတော့စိတ်ဆိုးအောင်လာမလုံးနဲ့စတာပါမရဲ့မရှယ်ဝင်မဲ့ကိစ္စကိုပုတ်ဖွဲ့ကလက်ခံလိုက်ပြီဒါမဲ့လုပ်ငန်း process အရာအစုရှယ်တစုကို3,000နဲ့စဝင်ရမှာအဲ့ဒါမှအဆင်ပြေလား3,000ပြေပါတယ်အော်ဒါမဲ့2000လောက်လိုမလားမသိဘူးဒါမဲ့ရပါတယ်ကိစ္စမရှိဘူးမရှာလိုက်မယ်လေရတယ်မရှာနဲ့တော့မောင်ပဲဖြည့်ပေးလိုက်တော့မယ်ရှယ်အမြတ်ရမှာပဲပြန်ပေးပေါ့အဓိကလိုအပ်တာမရဲ့ကိုရေးချက်လက်ရယ်ရှယ်ဝင်မဲ့ပတ်စံတွေကိုအရင်လွှဲလိုက်လွှဲရမယ့်အကောင့်မောင်ပို့ပေးမယ်
မဖိုးခက်ကိုလာရင်ပုတ်ဖွဲ့နဲ့စီဝေးထက်လောက်ရမယ်ဖိုးခက် investment မှာပထမဦးဆုံးမြန်မာအမျိုးသမီးပါဝင်လာတာဆိုတော့သူကတရားဝင်ကြီးညာပေးခြင်းနေတာဒါပေမဲ့တခုတော့ request လုပ်မယ်နော်မောင်ပမာကြီးပြန်လာတော့ကအကြိုင်းနေတယ်လို့မျိုးမောက်စီလာရင်လည်းအကြိုင်းနေပေးရမယ်နော်အကြိုင်းနေရမယ်မောင်ကအစားဆုံးတောင်းဝင်ယူမှာလားပြော surprise ပေါ့ကိုစိုးရေအကောင့်၈ခုတည်းကိုငွေ3,800ဝင်လာတယ်ငွေလုံးဝင်ကျွန်တော်ချက်ပြန်ပြောကျွန်တော် Facebook အကောင့်ကိုပိတ်ချလိုက်တော့ငွေလက်တနာမြန်မြန်ထုတ်ကျွန်တော်ခုဟိုတယ် check out လုပ်တော့မယ်ဟိုတယ်ပြောင်းပြီးရင်ကျွန်တော်ဖုန်းပြန်ဆက်စိတ်ချမယ်နော်ခုမှတော့9မိနစ်နဲ့တွေ့နေပြီနင်းပြင်းနဲ့နင်းမဲဘယ်နဲ့ဒီရွယ်ရောက်တော့မှအလင်ခံရတယ်လို့ဟာလူကြားလို့မှမကောင်းဘူးနင်းခုဘယ်တော့ပါသွားလဲ2800 2800 3,800ဟုတ်တယ်ကို အဲ့ဒီကောင်ဘာတူလဲဆိုတော့ကျွန်တော်ပြောင်း ဖုန်းထဲမှာသူ့ပုံရှိတယ်အဲ့ဒီလေးဘာလုပ်ချင်လဲ အဲ့ဒီလေးဘာလုပ်ရမလဲတား သူဘာမှမလုပ်တတ်တော့ရှင်းလည်းမရှင်းတတ်တော့အကောင်းဆုံးကတော့ငါတို့ရဲစခန်းမှာဘန်နဲ့ရင်းနဲ့ချိတ်ဆက်ပြီးတော့ငွေလွှဲတဲ့လမ်းကြောင်းပိတ်ဒါပေါ့ ခဏလေးနေရောအဲ့လိုလုပ်လို့မရဘူးရဲတိုင်လို့ရမှာမဟုတ်ဘူးကျွန်တော်တို့ရဲတိုင်လိုက်ရောအဲ့ပတ်စံတွေကချက်ချင်းပြန်ရမှာမဟုတ်တာကျွန်တော်တို့အချိန်ကုန်သွားတာပဲဖတ်တင်လိမ့်မယ်အနီလေးပတ်စံတွေပြန်ရဖို့အတွက်အဓိကနီလန်းကိုရှာ ဘယ်လိုလုပ်ရှာမှာလဲတားရဲ့အန်ဒီလေးနဲ့သူနဲ့အဆက်အသွယ်လုပ်ထားတဲ့ခါရီမန်သမီးအန်ဒီလေးကိုအကုန်လုံးဘလော့သွားတာဒင်းလေးကဘယ်လိုမှဆက်သွယ်လို့မရတော့ဘူး အနီလေးစိတ်မပူကျွန်တော်မှနီလန်းရှိတယ် မင်းနဲ့ငါတို့ကလည်းတရားဝင်ဖြစ်သွားအောင်မျက်နှာရဲစခန်းမှာဖွင့်ရ ဟောဆရာဆရာအခြေအနေလေးဗာများထူးသေးလဲရှင်ကျမတို့ကဘာဆက်လုပ်ရမှာလဲဆရာရဲ့ တဲ့ခံကိုဖမ်းမိမှုကကြောင်းမှလာရင်ဆရာကျမလည်းလေအဖွဲထဲမှာတော်တော်နာမည်ပြတ်နေပါပြီဆရာရဲ့ကျမကိုကူညီပေးပါအောင်နော် မှန်တမ်းပြောလို့ရှိရင်တော့တက်တေထောက်ထားစုနေတော့မှာဒါကြောင့်လေခင်ဗျားတို့နှစ်ယောက်ကိုကျွန်တော်တို့ CND ကိုခဏခဏခေါ်ပြီးမေးနေရတာပေါ့ ခဏခေါ်တာအရေးမကြီးပါဘူးဆရာရဲ့အရေးကြီးဆုံးကလေကျမအလင်ခံရတဲ့ငွေတွေအကုန်လုံးပြန်ရဖို့ပဲရဲမှုရရောဘာပြောလဲဟင် ဌာနမှူးကတော့အဓိကတရားခံကိုမိဖို့အတွက်ခဏခဏတိုက်တွန်းသလိုသူကိုယ်တိုင်လည်းနေမေးအညမေးစူးစမ်းနေပါရဲ့အခက်တာကခင်ဗျားတို့နှစ်ယောက်ရဲ့အမှုသွားအမှုလာမတူဘူးဗျပြီးတော့ခင်ဗျားတို့နှစ်ယောက်အလိန်ခံရတဲ့ငွေပမာဏကြီးနဲ့မတူဘူးတူတာတစ်ခုကတော့ခင်ဗျားတို့နှစ်ယောက်ကိုလိန်သွားတဲ့အဖွဲ့ကတစ်ဖွဲ့တည်းပဲဗျ အဲ့ဒါဆိုလေဆရာရဲ့မြန်လာမိအောင်ဖမ်းလိုက်ပါတော့နော်ကျမတို့လည်းစိတ်တွေညစ်ရပါတယ်ဆရာရဲ့ဖုန်းထဲကငွေတွေလေအလကားနေပျောက်သွားတယ်ဆိုတော့ဘယ်သူမှလည်းမယုံကြဘူးဆရာရဲ့ကျမလည်းလေလူတွေကိုကြောက်လွန်လို့ဖုန်းကင်ကြည့်ရမှာတော့တော်တော်စိတ်ညစ်နေပါပြီဆရာရဲ့ စိတ်မပူပါနဲ့ဗျာမိမှာပါ မတွေ့ရကြတော့ကိုယ်စိတ်ကိုအလိုလိုက်မိလို့မဆုံးရှုံးခင်ပဲဆုံးရှုံးခဲ့ရတာလေညီမကြတော့လေဤပညာပိုင်းအားနေလို့ထိတာပေါ့တတိတစ်ချက်လွတ်သွားတယ်လို့ပြောရမလားပဲ နောက်တစ်ခုကညီမပြောတဲ့ Anydex ဆိုတဲ့ software ရလူတွေကိုအဲ့လိုလုပ်လို့ရသလားဟင် အမရဲ့လှုပ်လို့ရလို့ပဲပတ်စံနေအကုန်ပါသွားတာပေါ့ဟယ်လို အေးတငယ်ချင်းကြော့ငါအိမ်မော်မှာငါဖုန်းကလိုင်းမမီလို့တခြားဖုန်းနဲ့ခေါ်လိုက်ရတာဟိုကလေရေပြည့်ထွက်လူထားတဲ့စုစုပေါင်းငွေမောက်ဘယ်လောက်ရပြီလဲဆိုတော့အတင်းရလူကြီးတွေကလည်းသိကျင်နေကြတယ်ဟာ
ပြီးတော့ရေဘေးဖြစ်ထားတဲ့ဒေသတွေကိုလည်းညီတူညီမျှလေးဖြစ်စေခြင်းနဲ့ဟာအဲ့ဒါနင်းမှာစုစုပေါင်းဝင်မှာဘယ်လောက်ရှိပြီလဲ အခုလက်ရှိကတော့900တော့ကျော်နေပြီတကယ်ချင်းဒါပေမဲ့ငါရှိကိုအဝင်တွေကထပ်ရောက်နေတော့မယ်ဟိုအကဲနင်းသိချင်တယ်ဆိုလို့ရှိရင်ငါ screenshot ပို့ပေးလိုက်ရမလား အော်တကယ်ချင်းဟို screenshot ရိုက်မပို့နဲ့အဆင်မပြေဘူးကငါနဲ့ဟို website လေးတစ်ခုပို့လိုက်မယ်အဲ့ဒီ link နဲ့ဝင်ပြီးတော့ permission လေးပေးလိုက်ကြာလာရဲ့ကုတ်ကိုငါရှိပို့ရင်ရပြီ ဟာနင်းဟာလည်းရှုပ်ရှက်ခတ်နေရပဲဘာတွေလဲ မရှုပ်ပါအောင်တကယ်ချင်းရဲ့နင်းကလေအဲ့ဒါနင်းတွေကိုလက်ရှိဝင်နေတဲ့အလှငွေတွေကိုနင်းရောငါတို့ပါကြည့်လို့ရမယ်ပုံစံမျိုးဟာပြောရမယ်ဆိုလို့ရှိရင် join လုပ်တဲ့ပုံစံမျိုးဟာပြီးတော့နင်ကရေဘေးလည်းမလိုက်နိုင်ဘူးဆိုတော့အဲ့လိုလုံးမှာပဲစင်ပြေမှာဟာ အေးပြီးရောအဲ့ဆိုလို့ရှိရင်ခဏနေငါလုပ်ပြီး ID ရရင်ပြန်ပို့လိုက်မယ်ခဏစောင့်နော် ဟယ်လိုတကယ်ချင်းငါအခုပဲ ID ပို့လိုက်ပြီးကြည့်လိုက်တော့လေနော် အေးဟုတ်ပြီတကယ်ချင်း ဘယ်ရောက်သွားလဲတော်တော်ရုံမာတဲ့ဟာ အန်ဒီလေးကျွန်တော်ဒီလောက်သိချာမှားထားရသားနဲ့ဗျာ တားအပြန်ရအောင်လုပ်ပေးမယ်ဆိုပေမဲ့အလိန်ခံရတဲ့အန်ဒီလေးကျင်တော့မှာဘယ်လောက်ထိခံစားနေရလဲတားသိလို့လား မသိရမဟုတ်ဘူးသိတယ်ဒါပေမဲ့ဒီကိစ္စလောလို့မရဘူးချက်ချင်းတော့ဘယ်လိုလုပ်ပြန်ရမှာလဲအန်ဒီလေးသိန်းကိုတောင်းတဲ့ကြီးပြီးအလိန်ခံထားတာအဲ့လောက်လွယ်မလား အေးလေအဲ့ဒါကြောင့်မလို့အန်ဒီလေးကအန်ဒီလေးကိုလိန်နဲ့ဒီကောင်တွေကိုရဲစခန်းမှာအမှုဝင်ပြီးထောင်ချပစ်ချင်တာ ဘလို့ဒီကောင်နေလဲအဲ့လေးဘာတွေပြောနေလဲ အန်တီလေးအမှုကကြီးလွန်သွားကြီးလို့အခုရဲစခန်းနေမဟုတ်ဘူးနော် CID ရပါလိုက်နေပြီအန်တီလေးကိုလိန်တာလေရဲထုတ်တယောက်တည်းမဟုတ်ဘူးသူတို့ကအဖွဲလိုက်ဂိုင်းလိုက်ကိုရှိနေတာတဲ့ကြည်သားအန်တီလေးတို့လူမျိုးတွေလိန်တာလေသူတို့မှလေလူတွေနဲတာမဟုတ်ဘူးအများကြီးပဲလိန်ခံထိတာသိလားအဲ့ဒါ သိတယ်အန်ဒီလေးလို့လူတွေကိုပဲသူတို့ကအဖွဲလိုက်တားကတ်ထားနေတာအဲ့ဒါတော့အန်ဒီလေးသိလားအန်ဒီလေးကလည်းအန်ဒီလေးပဲအသက်က40ကျော်နေပြီ long distance relationship တွေပါတွားလောက်ချင်တာဟုတ် ဟဲ့အသက်40ကျော်တော့ဘာဖြစ်လဲငါလှတယ်လေ လှတယ်လုံနေတယ်အဲ့ဒါကြောင့်လှလေးအလိန်ခံရတာ ဟဲ့ဒီမှာ line ပေါ်မှာလေအန်တီလေးထက်ဆိုးတဲ့အဖွားကြီးတွေအန်တီလေးလိုလိန်ခံရတဲ့အဖွားကြီးတွေအများကြီးပဲ အေးဟုတ်တယ်အဲ့ဒီအများကြီးကိုပဲဒီကောင်တွေကအဖွဲလိုက်လုံနေတာအန်ဒီလေးကတော်တော်ပြောရခက်တာပဲဗျာဘလို့ပြောလဲနားမလဲဘူး ဟာမသိဘူးအန်တီလေးကတော့လေအန်တီလေးကိုလိန်သွားတဲ့တစ်ဖွဲ့လုံးတစ်ကိုင်းလုံးကိုလေရအောင်ကိုထောင်ချပြစ်မှာသိလားပြီးလို့ရှိရင်လေသူတို့ဓာတ်ပုံနေနဲ့တကွာငါရဲ့ Facebook ကနေပြီးတော့လေ public ကိုအကုန်လုံးကိုချပြပြီးတော့အဆက်ခွဲပြစ်မှာ ခလေးလို့ပြောချင်တာပြောနေတယ်ဗျာပုံစံနဲ့ဆိုကြာမှပြင်ရမှာမဟုတ်ဘူးအကုန်လုံးရှင်းရဖြစ်ကုန်ပြီ တာကျော်သက်အလိန်ခံလိုက်ရတာအန်တီလေးပါမင်းကမင်းတော်ဘက်ကမပါဘဲနဲ့အဖေလို့ဟိုဘက်ကနေကာစီပြောနေတာလေအန်တီလေးနားမလဲတော့ဦးမင်းကို ဟုတ်ပါတယ်မှန်ပါတယ်ဒါပေမဲ့အခုဟာအကုန်လုံးအဲ့ဒီမသိရတယ်အများကြီးရှိတယ်ဗျာတာ ဟာရလိုက်ပါမကြီးနဲ့အပြင်မှာရှင်းမယ်လား ဟဲ့အောင်ကြော်တဲ့အချင်းချင်းနဲ့လက်ပါစရာမလို့အေးစေးပြောလို့ရတယ် အေးစေးပြောစရာအကြောင်းမရှိဒီကောင်ကြောကွာစရာတွေများနေပြီခဏသတိပေးထားတာလည်းမရဘူး ဟဲ့အောင်ငါတို့တော့ကြော်ခွာတယ်လို့ပဲ
မင်းဘာလာပြောနေကြောင်တော်နဲ့ ကြောင်တော်မင်းငါတော့တွယ်နေပြုစီဆရာကပ်ပြီးကြော်ထားတဲ့ပတ်စံနေဘာမှလဲ မင်းကဘာလုပ်မှာ ဟဲ့ဘာလို့ရမှာလဲအဲ့ဒီပတ်စံနေပြန်ပေးရမယ်မပေးရင်ပြဿနာတက်မှာ မင်းဘာလာပြောနာလဲငါတို့စီကိုလာတဲ့ပတ်စံပြန်ထွက်ရုပ်ထုံးစံရှိလို့လား အဲ့ဒါမသိဘူးဗျာအဲ့ဒီပတ်စံနေပြန်လို့ခြင်းနဲ့ ဟဲ့ငါစီကခွင့်ပြုချက်ကိုမတောင်းတော့ဘူးလားနင့်ကြည့်ရတာအဲ့ဒီပတ်စံတွေကိုတော်တော်ပြန်လိုချင်နေပုံရတယ်ဟုတ်လားမင်းနေရဖြေပါဦးတော်တော်ကိုပြန်လိုချင်နေရလား ဟုတ်ပါတယ်မကြီးတော်တွယ်နေဖြူကကျွန်တော်အတော်ရင်ဖြစ်နေတယ်ကျွန်တော်အတော်ဖြစ်တဲ့အတွက်ကျွန်တော်မျက်နှာထောက်ပြီးအပတ်စံတွေပြန်ပေးစေချင်ပါတယ် ငါတို့အလုတ်ကဆွေမျိုးတွေရဲ့ပတ်စံကိုမထိရဘူးလို့ကတ်သက်ထားလို့ပြောပါဦးတားမြစ်ထားလိုက်ရှိငါမေးတာဖြေလေတားမြစ်ထားလို့လားလို့ မရှိပါ ဘယ်ရှိမလဲဘာဖြစ်လို့လဲသိအဲ့ဒါကငွေကိုလွယ်လွယ်လိုချင်တဲ့လူတွေကသူတို့ရဲ့လောဘကိုမထိန်းနိုင်ဘူးငါတို့ကဘာတကားလို့တားလို့ဖွင့်ထားတာရိုးရိုးလေးပဲတွေးကြည့်ရှမ်းကိုရှမ်း ဟုတ်တာတော့ဟုတ်ပါတယ်ဒါပေမဲ့အခုဟာ တော်ပြီတော်လိုက်တော့နင်အဲ့ဒီပတ်စံကိုဘယ်တော့မှပြန်မရအောင်နင်လုံနိုင်တာတခုတော့ရှိတယ်ဘာလဲသိလားအဲ့ဒီလောဘကြောင့်လောင်နေတဲ့လူတွေကိုထပ်ပြီးလောဘမတက်အောင်နင်လှုပ်ပေးနိုင်လှုပ်ပေးလိုက်ငါအခုမြန်မာပြည်ကိုခဏပြန်လာတာနော်ငါ့ကိုအာုံနောက်အောင်လာမလုပ်နဲ့ အာယုံနောက်တော့မဟုတ်ဘူးမကြီးကျွန်တော်တော့သူပတ်စံအလိန်ခံထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အမှုဖွင့်ထားတယ် CID ကလည်းသူ့ကိုခဏခဏခေါ်မေးနေပြီ မပူပါနဲ့ရဲဖမ်းလို့မိကြီးဆိုရင်နင်တို့လိုကောင်းတွေအတွက်ထောင်ထောင်ဆက်မှာမဟုတ်ဘူးဒီမှာအမှန်တရားတိုင်းအတွက်ရှိလို့လားငါအတွက်တော့တိုင်းကမှန်မှန်နင်လည်းဥပဒေဆောင်လေးပါလေးဖတ်ကြည့်အောင်နော်လေ့လာထားလိုအပ်လို့ပြောတာကျော်တဲ့မပြောကြားလား ကြားပါတယ် မင်းတို့ပို့လိုက်တဲ့ CCTV မှတ်တမ်းတွေကိုကြည့်တယ်အခင်းဖြစ်တဲ့အချိန်တိုင်းဒီမျိုးသမီးကိုဘန်ခွဲတိုင်းရဲ့ရှေ့မှာလူလာတဲ့ပုံပြီးတွေ့နေရတယ်ကွာ ဟုတ်ပါတယ်ဌာနမှူးဒေါ်သွန်နှင်းပြူလွှဲလိုက်တဲ့ပတ်စံတွေကိုရာမညဘန်ခွဲတွေရဲ့ special account နေနဲ့တဆင့်ပြန်ထုတ်သွားတာလည်းတွေ့ရပါတယ်ခင်ဗျ ကျွန်တော်စုံစမ်းချက်အရာအဲ့ဒီအမျိုးသမီးကဘန်ထဲရောက်လာတဲ့ငွေတွေကိုအကောင့်ပါရှင်တွေကိုခေါ်လာပြီးတော့ထုတ်တယ်ပြီးတော့အဲ့ဒီပတ်စံတွေကိုသူ့ရဲ့ကားပေါ်တင်သွားတယ်လို့လုံခြုံရေးကပြောပါတယ်ခင်ဗျ ဒေါ်ကြော့ကေအမှုမှာလဲသူပဲအဲ့တော့ဒီအမျိုးသမီးကအရေးကြီးတဲ့ခွင့်ဆက်ပဲပေါ့ ဝမ်းသာလိုက်တာရဲမှုရဲ့ဟိုကျမစိတ်တွေလှုပ်ရှားလွန်ဟာချစ်လို့လေဘာပြောလို့ပြောရမှန်းတော့မသိတော့ပါဘူးရဲမှုကြီးတို့လေကျမဘယ်လိုကျေးဇူးဆက်ရမှန်းတော့မသိတော့ပါဘူးရဲမှုကြီးရဲ့ကျေးဇူးတင်ပါတယ်နော် စိတ်လည်းမလုံရှားပါနဲ့ကျေးဇူးလည်းဆက်ဆရာမလို့ပါဘူးဗျာနောက်ဒီလိုမျိုးမဖြစ်အောင်သတိထားပါလို့ပြောချင်ပါတယ် ဟုတ်ကဲ့ပါကျမသတိထားပါမယ်ဟိုရဲမှုကြီးဟိုကိုနေတက်ဦးမလာသေးဘူးလားမသိဘူးနော်ကြာဦးမလား ဒီမှာမတ်တွန်နှင်းဖြူကမင်းကိုမေးနေ
ဘာကိစ္စမှရှိလို့လဲဗျ ကျမအလိန်ခံရတဲ့ပတ်စံတွေက3,000တောင်ပြန်ရတယ်ကိုနေတဲ့ဦးရဲ့အဲ့ဒါကျမလေးကိုနေတဲ့ဦးကိုကျေးဇူးတင်ကြောင်းလေးပြောချင်လို့ပါရှင် ကျေးဇူးတင်မှုမလိုပါဘူးမရေဒါလည်းကျွန်တော်တို့ဌာနမှုနဲ့တပ်ဖွဲ့ခွဲမှုရဲ့လမ်းညွှန်မှုကောင်းလို့ပါပြီးတော့အမရဲ့တိုင်တန်းချက်ကလည်းအချိန်မီသွားတယ်လေကျွန်တော်တို့ရေတက်ဖို့ဝင်တဲ့သက်ဆိုင်ရာဘဏ်ရဲ့ချိတ်ဆက်မှုကမြန်တဲ့အခါကျတော့အမရဲ့ကိစ္စအချိန်မီအောင်မြင်သွားတဲ့သဘောပါပဲ ဟုတ်ပါတယ်ကျွန်တော်တို့စီကိုရောက်လာတဲ့အမှုတိုင်းကိုတရားလူကကျွန်တော်တို့ပူးပေါင်းပြီးတော့မှန်မှန်ကန်ကန်ထွက်ဆိုချက်ပေးမယ်ဆိုရင်အမှုလိုက်ရမြန်ပါတယ်အခုမှတွင်နေပြရဲ့ကိစ္စပါတယ်မှတွင်နေပြရဲ့ဖုန်းထဲကလွှဲလိုက်တဲ့အကောင့်ကိုကျွန်တော်သက်ဆိုင်ရာဘဏ်နဲ့ချိတ်ဆက်ပြီးတော့လိုက်လိုက်တဲ့အခါမှာမှတွင်နေပြဆုံးရှုံးတဲ့ပတ်စံတချို့ပြန်ရတော့ဗျာအကုန်ပါသွားတဲ့ဆိုင်တော့နည်းနည်းတော့တက်ရှူချောင်းတော့မဟုတ်ဘူးလား ဟုတ်ပါတယ်ရှင် ဒါမယ်ဒီလာတက်ခဲ့ပြည့်လို့နဲ့ကိုကျော်နေကငါ့ကိုပြောခိုင်းနေတယ်မင်းကိုဘောနဲ့350ပေးမယ် ဟုတ်ကျေးဇူးတင်ပါတယ်ရှင် ဟဲ့ဒီတက်ခဲ့မပြည့်ဘူးနော် အဲ့ဒါဆိုညနေကျရင်မိုးဝဲကျွေးမှာ ကျွေးမှာပေါ့ အဲ့ဒါဆိုလာကြိုလိုက်မယ် လာမင်းနင်ပြင်သွားမလို့ဆို အေးဟုတ်တယ်အန်ကယ်ကြီးကငါ့ကိုဒီနေရာနေပြီးတော့ခေါ်ထုတ်သွားတော့မှာ ဘယ်ကအန်ကယ်ကြီးလဲ ဦးစိုးအောင်လေနင်သူနဲ့စုံမှုပါတယ် သူကနင်ဘယ်ကိုခေါ်ထုတ်သွားမှာလဲနင်စကားတွေကဘာတွေလဲ အော် sorry ပါတကယ်ချင်းဟာငါနေနဲ့တိုင်ပင်ဖို့လုံးဝစိတ်မကူထားဘူးဘာကြောင့်လဲဆိုတော့ငါတွေ့ပြီးသွားမှဆိုလို့ပါ နင်ပြင်မလာတော့ဘူးပေါ့ ဟုတ်တယ်ငါဒီကနေလွတ်မြောက်ဖို့အတွက်ငါအန်ကယ်ကြီးနဲ့အပေးယူလုပ်ထားပြီးပြီအန်ကယ်ကြီးကလေဒီဂိုင်းတစ်ခုလုံးသူ့အိတ်ကထဲကိုထည့်ထားတာဟာပြီးတော့ तू ကငါ့ကိုအသေးခိုက်နေတာ နင်ယုံလို့လား သူ့ကိုမယုံပေမဲ့ငါလွတ်မြောက်မယ်ဆိုတာကိုတော့ငါယုံတယ်တကယ်ချင်းငါနေ့ကိုပြန်လာခေါ်မှာပါဟာနေစိတ်ချ အနေအများရနော်လာမင်း နေရလေစာအုပ်ကျိုးလုပ်ပြီးတော့ဝရန်တာဘောကခုံချရတော့တော့အန်နီမများပါဘူးဟာ တခုခုတော့လွမ်းနေတယ်လို့ပဲ မလွယ်ဘူးအခုမှတဲ့သွားတာငယ်ချင်းငါသွားရမယ်နော် နင်ဘာမှမယူရတော့ဘူးလား မလိုဘူးလေအန်ကယ်ကြီးကငါ့ကိုဆင်ပေးလိုက်ပြီ သွားရမှာလားဒါလေးယူပါလေ က
ကိုလေအရေးကြီးလူတယောက်ရှိလို့တွေ့လိုက်အောင် ကြိုလည်းမပြောဘူးတယောက်တည်းဆောင်မှာပြင်းစရာကြီးဟိုလာမင်းရောလိုက်လို့မရဘူးလား မရဘူးမာကြီးကိုတွေ့လို့ရတာကိုနဲ့ဂျော်နေ2ယောက်တည်းရှိတယ်ဒါတော့မာကြီးရဲ့မြန်မာပြည်ကိုတစ်နှစ်မှာ2ခေါက်တည်းရောက်တာ ဟုတ်မာကြီးကဘဲရလဲဘာတူလဲ မသိချင်စမ်းပါနဲ့များများသိလေအနေနဲ့များလေပဲ အကိုဟိုဖုန်းလေးပေးခဲ့ပါလားဂိမ်းဆော့ခြင်းလို့ပါကိုကလည်းဒီမှာတယောက်တည်းစောင့်အောင်မပြင်းစရာကြီးခဏလေးပဲနော်ဖုန်းပေးခဲ့ပါနော်ဟာဘာလဲလာမင်းမယုံလားလာမင်းမှာတခြားဆက်စရာမရှိပါဘူးဖုန်းပေးခဲ့ပါနော်နော်လို့ Thank you. Bye bye. ယူထား ဆရာကျွန်တော်မနေ့ကစစ်ဆေးရဲ့တရခန့်ထဲမှာ900ရဲ့ထွက်ဆိုချက်ကဒီဆိုင်ပဲ မင်းကတေရောတေကြလို့လား သိချရဲ့ဆရာကျွန်တော်တို့အဖွဲ့အချိန်ပြီးစုံစမ်းထားတာဝင်လာတဲ့မြငွေတွေကိုအများဆုံးလာထုတ်တာဒီဆိုင်ပဲဆရာ ဒါမှမိစေကိုကြော်သက်ဆိုင်ပေါ့ ကို ဟောလာမင်း ဟိုလာမင်းငွေလူလို့လေ300လောက်ပေးပါလား 300 300ဘာလို့မလို့လဲလာမင်း အော်ဟိုလာမင်းလိုချင်တာလေးရှိလို့ပေါ့ပြီးတော့ဟိုကိုအတွက်ဆွဲဆောင်မှုရှိအောင်နေရမယ်လေ လာမင်းဘာတွေပြောနေတာလဲ အော်ပွဲတက်မရတယောက်ဖြစ်ဖို့အတွက်တင်းတင်းနဲ့အစာရောင်နေရှိဖို့လိုတယ်လေဟိုပေးမှာမလား လာမင်းကိုစီရတာတိတ်မကြသေးဘူးနော်စားတွေတိတ်တက်နေပြီ300လောင်းနဲ့ဘယ်ကိုလင့်မလို့လဲ အော်ဟို300လောက်နဲ့မလောက်ဘူးဆိုတာကိုသိတယ်ဆိုရင်ပို့ပေးမှာလား ပိုတော့မပေးဘူးပြန်ပို့ပေးမယ် ရှင် မင်းနေခဲ့တဲ့ဆောင်ပြန်ပို့ပေး ဘသူကပြန်သွားမယ်လို့ပြောလို့လေဒီမှာအဲ့လောက်ဆိုရင်တော့ပေးမယ်မလား ပေးမှာပေါ့လာမင်းရဲ့ငွေလေး300လောက်နဲ့ဟုတ်
ဘာဆိုဘာမှဖန်ဆုံးမရအောင်တရားမဲစွာယုံလွယ်သူယုံထွမ်းမလို့နိုင်မှာအပေါ်ရဟန်ဆောင်ဖုံးထားတဲ့ထောင်ကြောင်မှာကံကိုပုံကဝါနဲ့ကစားတဲ့အခါအဆုံးမလို့ရှုံးပဲဖြစ်မှာပါစင်ကြမိတဲ့ချိန်ရာရာဆုံးရှုံးပြီးကမှလူသားရဲ့တိတ်ခါမာနာအလုံးခင်ဗျာဒါလွတ်မြောက်တာမဟုတ်ဘူးမှန်ကန်တဲ့ဆုံးဖြတ်ချက်လည်းမဟုတ်ဘူးခင်ဗျားမှာလွတ်လန်းရှိတယ်မရှိတာလွတ်နီးခင်ဗျာဒါလေးတော့မစဉ်းစားတတ်ဘူးလား ဘာလို့စဉ်းစားမှာလဲတစ်ချိန်လုံးမျက်စိတောက်တောက်ကြည့်ခံနေရတာအဲ့လိုကြည့်ရတဲ့မှာနင်လဲပါတယ်ဘာလဲနှိပ်စက်ပြီးအရသာခံပြီးမှတက်ချင်တာဟာခင်ဗျာဗျာခင်ဗျာကိုတက်ချင်ဒီချိန်ထိအောင်မထားဘူးဟုတ်တယ်လေခင်ဗျာနားမလဲဘူးလားခင်ဗျာကိုဒဏ်ရာပေးတဲ့ကောင်တွေနဲ့ခင်ဗျာကိုဒဏ်ရာပြအောင်ဆေးပေးတဲ့သူကတော့ခင်ဗျာမခွဲကြတတ်ဘူးဆိုဒီနေရာလွတ်မှာမဟုတ် ရှင်ဘာလို့ဆိုလို့လာလဲ ထားလိုက်ပါဗျာအဓိကအရေးကြီးတာခင်ဗျာဒီနေရာလွတ်မြောက်ချင်တယ်ဆိုကျွန်တော်ယူမှဖြစ်မယ်ကျွန်တော်ကဖန်ဆင်းရှင်တော့မဟုတ်ဘူးဒါပေမဲ့ခင်ဗျာဒီနေရာလွတ်မြောက်အောင်ကျွန်တော်ဖန်တီးပေးနိုင်တယ်အဲ့ဒီကငါတို့စီကိုသတင်းပေးတဲ့သူငါတို့ရအောင်စုံစမ်းရမယ်သူလည်းအိုက်ခိုင်းနေဖြစ်နေတယ်သူကဘာလို့လဲဘာဖြစ်လို့ငါတို့စီကိုသတင်းပို့လာလဲဆိုတော့သိအောင်လုပ်ရမယ်လောလောဆယ်မှာသူ့ဖုန်းရဲ့နေရာကိုရှယ်ခံအောင်လုပ်ပါဟုတ်ကဲ့ပါဌာနမှူးဆက်သွယ်လာတဲ့သူကတော့ main ကလေးပါအဲ့ဒီဖုန်းကိုကျွန်တော်တို့အချိန်ပေါင်းများစွာပြန်လဲဆက်သွယ်ပေးမယ်သူဖုန်းမကင်တော့ပါဘူးအဲ့တော့ကျွန်တော်တို့ iPhone ရဲ့ဒီနေရာကိုဆက်လက်ပြီးတော့ခြေခံလိုက်ပါမယ်ကောင်းတယ်ဖုန်းချရခံတဲ့နေရာမှာခင်ဗျားတို့ကလည်းပေါင်းဆက်ဆောင်ရွက်ပေးလိုက်ပါ ဟုတ်ကဲ့ပါဌာနမှူး ဘိုးကြီးနေတဲ့ကိုဆက်ထားဖုန်းမယ် ကျွန်တော်တို့အဖွဲ့ရဲ့စူးစီးထောက်လှမ်းချက်အရအောင်ဖန်ဆီးထားတဲ့တရားခံ53ရဲ့ထွက်ဆိုချက်ရပါဆိုရင်ခိုင်းတစ်ခုလုံးအဓိကချုပ်ကင်ထားတဲ့သူကတော့တင်ပြပါအမျိုးသမီးလို့ယူဆရပါတယ်ခင်ဗျခိုင်းရဲ့ခွင်းဆက်တွေနဲ့တဲလွန်စားတွေကိုဖျောက်ဖျက်ဖို့ပြီးတော့အလုသမားတွေအားလုံးကိုအုပ်ချုပ်ဖို့တက်ကိုတော့ဟောရီကတင်ပြပါဂျော်နီဆိုတဲ့လူမိုက်ခေါင်းဆောင်ကတာဝန်ယူထားပါတယ်။သူကတော့စိုးအောင်ဖြစ်ပါတယ်။ခိုင်းအတွင်းအဝင်ထွက်များတဲ့သူဖြစ်ပါတယ်။ပြီးတော့မိန်းကလေးတွေကိုလိမ်မှုကိစ္စကျူးလွန်တဲ့သူဖြစ်ပါတယ်။သူကခိုင်းအတွက်လိုအပ်တဲ့ပြင်ပအကူအညီတချို့ကိုလည်းထောက်ပံ့ပေးတဲ့အဓိကသူဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ရဲ့အမာခံသတင်းပေးရတဲ့စင်တီးရတာ။ဂျော်နီကရန်ကုန်မြို့တွင်းမှာပဲအခြေချနေထိုင်ပြီးတော့သူ့တပည့်ပေါင်းများစွာနဲ့ပြစ်မှုတွေကိုကျူးလွန်နေတဲ့ဆိုတဲ့သတင်းဟာဂျော်နီစီမှာပဲပြန်ပြီးအဆုံးသတ်သွားပါတယ်။အတီးပြုတ်သတင်းများအရဆိုလို့ရှိရင်တော့ဥဆောင်သူအမျိုးသမီးကနာမည်ပေါင်းများစွာနဲ့သွာလာလှုပ်ရှားနေလို့သိရပါတယ်။ပြီးတော့သူကပြည်ပမှာအခြေချနေထိုင်တယ်လို့သတင်းတွေရထားပါတယ်။ဒါကြောင့်လဲနေဆက်ဝင်ပေါက်ထွက်ပေါက်တွေအားလုံးကိုရေခဲကားတက်ပို့ပြီးတော့စောင့်ကြည့်ဖို့အတွက်ဒါကျွန်တော်တို့ချိတ်ဆက်အကြောင်းကြားထားပြီးသွားပါပြီခင်ဗျ။ဂိုင်းတစ်ခုလုံးရဲ့အဓိကကြောက်သူတွေကိုဖမ်းမိမှသာလက်ပတ်နေတဲ့သူတို့ရဲ့ရန်တရားကိုလည်းရက်တက်နိုင်မှာဖြစ်ပါတယ်ခင်ဗျပြောဒီကောခုပဲသတင်းပေးချက်တစ်ခုဝင်လာတယ်သတင်းပေးချက်ရပြစ်မှတ်တွေရတော့ရန်ကုန်ရောက်နေပြီ ဌာနမှုခင်ဗျာကို
ကွင်းစစ်မတူညီတဲ့သတင်းအချက်လက်တွေအရပြတ်မှတ်အားလုံးစုရမှာအတူရှိနေတယ်ဆိုတာသိကြပါမလား online မှာပြန့်နှံ့နေတဲ့သတင်းအမှားတွေရာကိုချစ်မောင်တန်တရားဖြစ်မယ်ဆိုရင်ဖြစ်လို့ရမှာဒါပေမဲ့ဆက်ဆက်ဖန်ဆီးလို့ရတဲ့ဖုန်းတွေရဲ့ location တွေကိုထောက်ကြည့်လိုက်တဲ့အခါမှာ80%ရာခိုင်နှုန်းကဒီပါကဲဒီတဲ့ဦး message လို့ရ ဒါကတော့သူတို့စုဖွဲ့နေထိုင်တဲ့မြေပုံပဲဖြစ်ပါတယ် ထွက်ပြေးကိုထပ်ကြိုးစားရတယ်ဟမ်နင်ကတော်တော်အောင်တော့ကောင်းပါပဲအဲ့ဒါပါငေါ့ပေး မပေးဘူး ပေးလို့ပြောနေနော်ပေးမပြစ်လိုက်နဲ့နော်မပြစ်နဲ့နော်ဟဲ့အောင်နေဘာဖြစ်လာလဲ ကိုရဲ့ဆက်လို့လေညီမလေးအဲ့နေရာနဲ့လွတ်မြောက်ဖို့အတွက်အချိန်ချင်းဘယ်လောက်ထိစ조사ခဲ့ရလဲဆိုကိုသိလားဒါပေမဲ့လူတကောလုံးစုပ်ပြတ်တဲ့အောင်နှိမ့်ဆက်ခဲ့ရတယ်သူတို့နှိမ့်ဆက်တဲ့အချိန်တွေရောပါစေလို့ဆူတောင်းလည်းဆူတောင်းမပြေခဲ့ဘူးအဲ့ဒါကြောင့်ကိုတတ်တယ်ကိုအားလုံးသိတယ်ကျန်ငါသုံးမကြတာငါ့ကောင်ကသိတယ်အခုငါရဲ့သွေးသားအထိပါတက်ရောက်လာတဲ့အချိန်မှာငါပြောမပြတ်တဲ့အောင်ငါပူလောင်နေတယ်ကွာငါမိဘတွေရဲ့တောကောက်ငါနှိမ့်ပေးခြင်းပြီးတော့ငါအကိုကောင်တယောက်ပြီးသားခြင်းအဲ့တော့မင်းကငါပိုးရင်လင်းလင်းပဲပြောမယ်မင်းကကိုညီမဖြစ်မယ်အဓိကငါညီမဒီကလွတ်ကိုလွတ်မှာဖြစ်မှာ ဂျွန်နီတီဝိုင်းမြောင်လုံးတက်လိမ့်မယ်ဒါပေမဲ့ကျွန်တော်အမေနဲ့ပတ်သက်ပြီးတော့ကိုကြီးရဲ့ခြေစူးတွေကျွန်တော်ဘောအများကြီးရှိပါတယ်ဒီဘွယ်ထဲမှာကိုအလုပ်က ID အလုပ်တစ်ခုပဲရှိတယ်ကိုညီမလေးရှိတဲ့နေရာကိုလာကျင်တိုင်းလာလို့မရဘူးအရေးကြီးကိစ္စရှိမှကိုလာလို့ရတာဆန်မင်းကကျေးဇူးတင်ပါတယ်ကွာအဲ့ထက်ပိုတဲ့စကားငါမရှာတတ်တော့ဘူးကွာမပြောတတ်တော့ ရပါတယ်ကိုကြီးကျွန်တော်ကကျေးဇူးတင်ခဲ့ခြင်းလို့ကိုညီပေးရမဟုတ်တယ်မမေတက်ကကျွန်တော်မတရားလို့ဖြစ်နေလို့ကျွန်တော်ကိုညီပေးခဲ့ရတာ ဒီတကားတော့ငါတို့မလွတ်လောက်တော့တယ်ဂျော်နီကကြောက်စိတ်မရှိဒီကောင်းပုံစံလူတက်ရတာပျော်စရာလို့ဖြစ်နေပြီးတော့ဒီကောင်လွတ်တဲ့ပုံစံပုံမှန်မဟုတ်ဘူးဒီကောင်လူလေကွာငါတို့သွားတဲ့နေရာတွေအကုန်လုံးဒီကောင်သိတယ် ဆေးတုံးကြောင်နေပြီဗျာကျွန်တော်ဒီကြောင်အကုန်သိတယ် ဆန်မင်းအခုပဲသွားမလဲ
ငါတော့အဖမ်းခံလိုက်တော့မှာကွာအပြစ်တွေအမတရားများနေတယ်လို့ခံစားနေရတယ်မှန်ကြည့်ရင်တော့ကိုယ့်ကိုတိမ်ငယ်တတ်နေပြီအဖေနဲ့အမေကိုလည်းမျက်နှာမပြချင်တော့ဘူးကွာ ကျွန်တော်လည်းလိုက်မှာပေါ့ကိုကြီးမှုတွဲတွေပဲကျွန်တော်တီးသမျှကိစ္စတွေကဂျွန်နီလေဗင်ကိုဆွမဲ့ကျိုးခွင့်ပဲဖြစ်ရမယ်လေ မင်းနဲ့ငါနှစ်ယောက်ကြည့်မဲ့ကျိုးပေါ့ကွာအခုဒီအမှုကိုလိုက်နေတဲ့ CID ကနေသက်ဦးဆိုတာငါမိတ်ဆွေ ဟဲ့အောင်ကြီးအဲ့ဒီကားပြောကြိုသက်ကားနော်မင်းမိအောင်လိုက်စမ်းရအောင်အားလည်းလိုက်နေပြီဟေးရ GPS မှာလေကြောင်တာမွေကုန်းပေါ်တက်နေသလားဟေးအမြန်လိုက်ဟဲ့မတန်းနဲ့နော်ကြားလားမာယူကိုပေးရမယ်အရေးကြီးတဲ့ဟာဒစ်စာဒီကောင်လက်ထဲမှာအဲ့တော့အရင်ရအောင်ယူကြားလိုက်အောင် နောက်ပြီကွာဟဲ့အောင်လေမတွေ့လားမင်းပထွေးနေရအောင်မကြည့်ရှင်းတာဒီပစ္စည်းကမရှိပူမှရမှာလွတ်မှဖြစ်မိလို့မရသွားလေရအောင်
ဒါပေမဲ့သူတို့ကဖုန်းပေးရမှာတအားကြောက်နေတယ်ခင်ဗျာ ဟေးအဓိကပြဿနာအဲ့ဒါပဲတခြားနိုင်ငံတွေမှာလည်းရှိတယ်ငါတို့နိုင်ငံမှာအမှုတွေကပေါ်တင်တော့မပေါ်တာပါကာယကံရှင်တွေကဖုန်းတွေကိုမတ်ချင်ကြလို့ပဲဒါလည်းကွာဖုန်းထဲမှာရှိတဲ့ personal data တွေသူတို့အပြင်ပေါက်ကြားမှာစိုးရင်လို့ပေါ့ငါတို့ရဲမှာလည်းဥပဒေရှိပြီးသားအမှုနဲ့မဆိုင်တဲ့ကိစ္စတွေတော့ကြည့်ရှုခွင့်တော့မရှိသူတို့မတိကြသေးတာကအမှုရင်ဆိုင်နေတဲ့ချိန်တွေမှာစခန်းမှုရဲ့အာမခံတဲ့ဖုန်းဆက်ခွင့်ရှိတယ်သုံးခွင့်ရှိတယ်ဟေးအမှုပြီးဆုံးသွားတဲ့အခါကျရင်လေတရားရုံးကတရားသူကြီးမှာကာယကံရှင်ကိုယ်တိုင်ထုတ်ယူခွင့်ရှိတယ်ဘာဖြစ်ကွာဒီမှုနဲ့ပတ်သက်ပြီးတော့မင်းကိုလူကြီးတွေကတော်တော်လေးချီးကျူးနေကြတယ်ဆက်ပြီးကြိုးစားပါဟုတ်ကဲ့ဌာနဟုတ်ကဲ့ပဲရှိပါ ရဲမှုကြီးမောင်ဖုံးပါလားရှင် ဟုတ်ပါတယ်ခင်ဗျာဘယ်သူပါလဲ ကျမຫນွေသိန်းကျူပါရှင်တို့ရှာနေတဲ့ຫນွေသိန်းကျူပေါ့ပြောစရာလေးတစ်ခုရှိလို့ပါကျမကတဘာဝပေါက်ပင်နေဒီကမ္ဘာလောကကြီးထဲမှာမိုးနဲ့မြေရှိနေသူတွေကာလပတ်လုံးတဘာဝပေါက်ပင်နေရတော့ဆက်ပြီးရှင်သန်ကြီးထွားနေမှာ ဟုတ်လားကျွန်တော်တို့ကလည်းအစိတ်ပင်လိုပဲသဘောထားပါတယ်မိုးဆုံးမြေဆုံးလိုက်ပြီးတော့အမြစ်ကနေဆွဲနှုတ်ပါပါညီမတို့ရဲ့ YP call center နဲ့တရက်ဆက်တွေ့တာဖြစ်ပါတယ်ရှင်ညီမတို့ဘက်ကအကိုတို့ရဲ့ YP နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုမင်းမြန်းစရာရှင်းပြစရာလေးရှိတော့ပါရှင်အကိုတို့ဘက်ကနေအချိန်9မိနစ်လောက်ပေးပြီးနားထောင်ပြီးလို့ရမှာရှင်ညီမတို့ဘက်ကဖုန်းဆက်ရတဲ့အကြောင်းအရာတော့အကိုတို့ရဲ့ YP account level 2ရှိတဲ့အတွက်ကြောင့်မလို့ version မြင့်တင်ပေးဖို့အတွက်ဖုန်းလေးဆက်ရခြင်းဖြစ်ပါတယ်ရှင်အကိုတို့ဘက်ကနေလှုပ်ဆောင်ချက်လေးတစ်ခုကိုလှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်ရှင်အဲ့လှုပ်ဆောင်ချက်လေးကိုလှုပ်ဆောင်ပေးနိုင်မှာလားရှင်အကိုတို့ဘက်ကနေညီမတို့ YP call center ကိုဝန်ဆောင်ကနေနဲ့ပတ်စံပေးစရာမလိုပါဘူးရှင်အကိုတို့ဘက်ကအကိုတို့ရဲ့အမိပေါင်းနဲ့ဖွင့်လာတဲ့မှတ်ပုံတင်လေးကိုအရှိကနေရင်းဆောင်ခံပြီးတော့အပြည့်စုံပြပြပေးဖြစ်ပါလိမ့်ရှင်ညီမတို့ဘက်ကဘာရှင်သူမြင့်တင်ပေးမှဖြစ်တဲ့အတွက်အကိုတို့ရဲ့ message ပေါက်ကိုရာမညာဆိုတဲ့ခေါင်းစဉ်နဲ့ခဏန်း6တော့ကြားလာမှာဖြစ်ပါတယ်အဲ့ခဏန်း6တော့ညီမတို့ကိုပြန်ပြီးပြောကြားပေးရမှာဖြစ်ပါတယ်ရှင် online ထောင်ချောင်းတွေသတိပြုစေခြင်းယုံလိုက်ရင်မမယ်မလုံးတွေပေးလာတာတော့ပေါ်မှာပါတော့မယ်မြေဝပိုက်စံများစွာဘဝစာမေကေနေရပါ online ထောင်ချောင်းတွေသတိပြုစေခြင်းယုံလိုက်ရင်မမယ်မလုံးတွေပေးလာစားနဲ့မပါတော့မယ်မြေဝတိတ်တန်တွေရာWow, sabe que ganará. Wow, sabe que ganará. Refugee, ba. Online မှာလိမ့်နေနေတဲ့အဆုံးပါပဲဗျာ။လှုပ်ရှားပေးမယ်ဆိုတဲ့ PC ဝေချပေးမယ်ဆိုတဲ့ website တွေနိုင်ငံသားတွေကဒီနေ့ဆောင်ပြီးဒေါ်လာတွေလုံးနေတာတွေပို့မယ်ဆိုပြီးဝိုင်းနေတာတွေစုမဲတွေပေါက်နေပြီးစုချေးတွေရမယ်ကောစလာရောဆုံးပြီး OTP တောင်းတာတွေလောင်းစားဂိမ်းတူတွေ online မှာဈေးမှပြပြီးလိမ့်တာတွေမရောမသိရတဲ့မရောမဲ့အချက်တွေကိုမရောလို့ယုံနဲ့ယုံလိုက်ပြီလားကုန်ပါလေရောမချင်တာပါပါရဲ့ပါပါတော့မမြင်ဘူးရှုံးလို့များစွာပါတော့မမြင်ဘူးကိန်းကနန်းကလေးကမင်းမချင်တာပါပါရဲ့ပါပါတော့မမြင်ဘူးရှုံးလို့များစွာပါတော့မမြင်ဘူးကိန်းကနန်းကလေးက